အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့မှလေစာရေးသူဖိုးကျော်ရေးသားထားတဲ့ငွေတောင်ကတားကောင်စိန်တောင်ကစင်းမြစ်ဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe နဲ့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုတစ်တင်တိုင်းမှာသိရှိစေဖို့အတွက်လည်း notification ခေါင်းလောင်းလေးကိုနှိပ်သွားကြပါအောင်ခင်ဗျာငွေတောင်ကတားကောင်စိန်တောင်ကစေးမြေမြန်မာနိုင်ငံရဲ့အရှိမြောက်ဖျားဒေသနေရဲ့အလုံးဝန်းကိုပြပြမမြင်ကြရအရေးမြသာထင်နေတတ်တယ်နီကြန့်ကြန့်ဝါရဲ့နေရဲ့အပူချိန်ဒီကအခါခတ်သိမ်းကိုမှအာရော့နွမ်းနေလျက်ရှိပါတယ်တပေါင်းတကူကစုံတပူပြင်းပြနေတဲ့ຫນွေရင်လှများပင်အပူချိန်ဒီကလေးက60မပြည့်တတ်ပါຫນွေပါသောအရက်မိုးကာလကလည်းရှည်လျားလာတယ်။စောင်းရံများကမှုမကုံဆုံးနိုင်တဲ့ကက်ကဘာပမာ။နှွေမှာလည်းမိုးရွာတယ်။စောင်းမှာလည်းမိုးရွာတယ်။မိုးကာလမှာမူစိုးပွင့်ရမရှိ။မိုးရွာခြင်းလက်မ200နီးပါးခန့်ကိုရှိတယ်။ရက်သက်တစ်ပတ်ခန့်မှာမပြတ်မစဲမနဲ့တအိအိရွာတတ်တယ်။မိုးရွာပြီးလျင်မိုးနှင်းတို့ကလည်းကြားခဲ့ရပြန်တယ်။ဒါကြောင့်မလို့ဒီအရက်တွင်နေကိုမြင်ရဖို့ရခဲရင်လှပါတယ်။ကဘာဦးသူများနေနဲ့လနှစ်ပါးကိုတောင့်တငီမျော်ရပြီးသည်တို့ရှိခဲ့ကြပြီကောင်းကင်ပြင်းသည်နှင်းမုံမိုးရိမ်များနှင့်အမြဲတမ်းအုံမိုင်းနေတတ်ပါလေဝေတီမြင့်ခေါင်နှင့်တောင်နှန်းတောင်ထိပ်တို့သည်ကမိုးတိမ်နှင်းရိမ်များတဲ့အမြဲလိုတိုးဝေလို့နေကြတယ်ဒါကြောင့်မလို့လေရင်းတို့ကိုတလကိုသတင်မမြင်ကြရပါမိုးဖြန်းသောတောင်ကုန်းတွေနှင့်နှင်းဆွတ်တတ်တဲ့တောင်နှန်းတွေကထာဝရဆိုးဆွတ်နေတတ်ကြတယ်တစ်ပင်ကိုင်းခတ်ရွက်လက်ရိုးတံများပေါ်တွင်နင်းရီမိုးပွင့်တို့ကလည်းအခါမလက်ကခိုကက်တွဲဆွဲနေတတ်ကြပါတယ်မြေပြင်တီကအမြဲတမ်းဆိုးဆွတ်နေတယ်ရှောင်းငယ်မြောင်းငယ်ဟူသည့်ထာဝရစီးစင်းနေတယ်စီးစင်းလာသမျှရှောင်းငယ်မြောင်းငယ်များသည်ကနှင်းဆွတ်တောင်တန်းများနှင့်ရေခဲတောင်များကိုမြစ်ဖျားခံလာခဲ့ပါတယ်တောင်ကိုလည်းပတ်လာတယ်တောကိုလည်းဖြတ်လာတယ်ကြောက်ကမ်းပါးများကိုလည်းတိုက်စားစီးဆင်းလာတယ်ဒါကြောင့်မလို့ယေဟူဒီကအေးလွန်းနေအပူငွေ့ဟူ၍တစိုးတမြင်မြကမရှိပကတိကထာဝရအေးဆက်ထုံကျင်နေတတ်ပါတယ်ကြည်တက်နေတဲ့ရေထဲမှာငါးများကပြပြမြင်နေရပါတယ်ရေခဲကြောက်တုံးများကပို၍ထင်ရှားလာတယ်လှုပ်ရွရင်းကာနေတဲ့ရေညိရေမော်လေးများတွင်ပိုးမွားရေမွားလေးများကကန့်ညိကရှင်တန်နေကြတယ်ကြမ်းခင်းပြင်တလဲသဲပွင့်များကတလက်လက်နဲ့တိုက်စားနေကြတယ်မြင်မဝေတီသောတောင်နှန်းတောင်မြင့်ရှေးရင်းများကိုလည်းတိုက်စားဖြက်စီးလာသဖြင့်ရေထဲတွင်ရေမုံရွှေပွင့်များတို့လည်းပါလာတယ်ငွေမုံငွေပင့်တို့ကသည်လည်းဒန်းတထုခဲမဖြူအဖြိုက်နဲ့ကြေးနိကြေးဝါအစုံပါပါတယ်ဒါကြောင့်မလို့လေထိုအရက်သည်ရေသည်တန်ဖိုးရှိတယ်မြေထဲတွင်ကြောက်စိမ့်များရှိသဖြင့်အဖိုးနက်ကလည်းထိုက်ပါတယ်တော်တဲ့တွင်ကမုံနွယ်ကျူတစ်ခွတစ်မွေးကရဝေတော်တန်ကြီးပြင်းတော်သိန်းတိရင်ကြီးဧကရစ်ဈေးဘဝင်နေတဲ့အပင်ဟူသည်များလည်းပေါ်များလုံးလာတယ်နှင်းဆောင်သောရေခဲတောင်တန်းကြီးများပေါ်တွင်အဖိုးတန်ခထောင်းမြေမချစ်ဦးမလျှော့ပင်တို့ကလည်းပေါက်ရောက်တတ်ပါတယ်ထို့အပြင်ခြားပါတိတ်ဆန်များဖြစ်ကြတဲ့တောင်စိတ်ကြံတာကင်ခေါ်တဲ့တမင်တွေကတိုးကောင်များလည်းရှိတယ်။တိုရက်တီကမြန်မာနိုင်ငံရဲ့အရှိမြောက်ဖျားအရက်တီဖြစ်ပါတယ်။လွဲလာတောင်ထိပ်ပေါ်မှာဤနေ့မြူတို့ကပါလာနေပါတယ်။မေးတင်နေတဲ့နေဝင်းကိုခက်မှန်း၍ထင်ရတယ်။နေဝင်းဒီကရဲရဲမြသာလင်းနေ။ရာဘာချောင်းရည်ဒီကလည်းတညိတ်နဲ့စီစဉ်နေတဲ့စိန်ညိုနေတဲ့တောင်တန်းများပေါ်တွင်ငှက်ကြားတအုပ်ကလည်းပြန်ဝဲလေကြတယ်။ရာဘာချောင်းပေးမှာတောင်ပြင်တွင်ခလေးတအုပ်ကလည်းကြောက်ကြပိုးများကိုရှာနေကြနေဘာယူသည်ကြောက်တုံးတစ်ခုကိုကွဲကာကိုဝစ်ကိုရွှတ်လိုက်တယ်ပြီးတော့ရှောင်းရည်တဲကိုဆင်းလိုက်တယ်ရုပ်ကြီးတစ်ကိုယ်လုံးအေးစိမ့်သွားပါတယ်ဘာယူရည်တဲကနေပြီးတော့တက်လာတဲ့အချိန်မှာတော့ခလေးများကကြောက်ကြပိုးရှာကောင်းနေတော့ပင်ရှိပါသေးတယ်ကြောက်ကြပိုးဆိုသည်ကတော့တောင်မြင်ကြောက်တုံးများအောက်မှာခိုအောင်နေတတ်တဲ့ပိုးကောင်ငယ်တစ်မျိုးဖြစ်တဲ့အရွယ်မှာလက်မဝက်ခန့်ရှိပါတယ်တောင်မန်နှစ်ဖက်နှစ်ထပ်ပါပြီးတော့မှခန္ဓာကိုယ်ကပြားတယ်ရေပိုးနဲ့ခက်ဆင်ဆင်တူတယ်ကြောက်ကြပိုးဤအနက်မှာကြပိုးနံကဲ့သို့ပင်အနက်ကစူးရှာတယ်
ရေအုံတွေကလည်းအစိတ်အိတ်ဥရှိပါတယ်ကလေးများသည်တောင်ပန်ကိုရှိုး၍ကြောက်ကြပိုးအစိတ်ဥကိုထုတ်ခါတကြွကြွနဲ့ဝါစာနေကြတယ်ပိုရှန်နဲ့ပိုးကောင်များကိုတော့အတောင်ရှိုးပြီးတော့မှညနေလှော်စားရန်အတွက်တောင်ပြင်ပေါ်တွင်စုထားကြပါတယ်ရေထဲကတက်လာတဲ့ဘာယူကကလေးများနီးတူတောင်ပြင်ကကြောက်တုံးကြောက်ခဲတွေကိုမှလှန်လောကရှာဖွေကကြောက်တဘိုးတစ်ကောင်နှစ်ကောင်ကိုမှကောက်ယူဝါစားတယ်ဘာယူတောင်ပြင်ပေါ်ကိုတက်လာတဲ့အခါမှာတော့နေဝုန်းရိပ်ရိပ်ပြပြကိုလွယ်လာတောင်ထိပ်ပေါ်တွင်လုံးဝမမြင်ရတော့နေဝုန်းကငုံချိုသွားပြီဖြစ်ပါတယ်ကလေးများကလည်းတောင်ပြင်တွင်ကြောက်ကြဘိုးရှာ၍ကြံလီခဲ့ကြပါသေးတယ်ဘာယူရွာအဝင်ကဖာလီနဲ့ချစ်ဆိုင်တိုးနေကြပါတယ်ဖာလီရဲ့မျက်ခွန်တစ်ချက်ပင့်အကြည့်သည်ဘာယူရဲ့ရင်ကိုကျင်ကနေဖြစ်သွားစေသည်ဖာလီ၏အပြုံးတစ်ချက်ကိုဘာယူကလည်းအပြုံးနဲ့ပြန်၍တုံ့ပြန်လိုက်ပါတယ်ရေရှိုးလာဘာယူကအမေးကိုဖာလီကနှုတ်ဖြင့်မဖြစ်ခေါင်းငိမ်ပြသွားတယ်ဤမြနဲ့ပင်ဘာယူရဲ့ရင်ထဲမှာပီတိတွေကပြေရှံလာခဲ့ရတယ်ပတ်ဝန်းကျင်တွင်ခွေးအားများဦးတန်ကညံစီစပြူလာပြီးအမောင်တီကလည်းလောကတစ်ခုလုံးကိုတစစနဲ့ဝါမြူလာပြီးခွေးအားများသည်နေ့တွင်ကျင်းအောင်၍ညညထွက်တတ်တယ်ရွာထဲမှာရှိတဲ့ကြက်များကိုတစ်ခါတစ်ခါဝင်ဆွဲတတ်တယ်ရွာသူရွာသားများစိုက်ပျိုးထားတဲ့တခွားဖယုံဘူးကြံအာတလို့ဥများကိုပင်မကြံဖော်စားတတ်ပါလေခွေးအားများဦးတန်ကြားသဖြင့်မိဘဘေးတွင်ကွေးကွေးတကုတ်ကုတ်နဲ့အိတ်နေတဲ့ခွေးကခေါင်းကိုတစ်ချက်ထောင်ကြည့်တယ်သို့တော်လည်းအုံနဲ့အော်မြည်နေတဲ့ခွေးအားများကိုဘာယူရဲ့ခွေးကထွက်မလိုက်ဝင်ကြည့်ပြန်၍ခေါင်းချိုကအိတ်ရှင်အောင်စောင်းနေတယ်ဘာယူသာသူ့ခွေးအလားကိုတစ်ချက်လောက်ကြည့်၍ပြုံးလိုက်တယ်အလားကငယ်သေးတယ်အခါလဲတာရှိပါသေးတယ်တောမကျွမ်းသေးတောသွေးကလည်းမဝင်သေးတင်ပြတမှုကလည်းလိုမာသေးတယ်တောလေအခေါ်အသွားအခောက်အပြန်ကလည်းနဲသေးတယ်ရဲရင်မှုကလည်းမရှိသေးဘူးအတွေ့အကြုံကလည်းပါလာသေးပါတယ်သူကိုယ်တိုင်ကလည်းကြိုက်သက်၍ရသောအမဲသားကောင်များရဲ့ဝမ်းတွင်သားများကိုပင်နူးနူးနက်နက်နဲ့မစားဘူးသေးပါလူအကူတရှင်သခင်ရဲ့အကူညီမဲ့တဲ့သားကောင်မလိုက်ဖူးသေးပါအတွေ့အကြုံကလည်းနဲပါသေးတယ်ဤခွေးလေးကိုအဖေသည်ဟူးကောင်ဂျိုင်ဝမ်ဘက်ကနေပြီးတော့ရလာခဲ့တယ်တင်မွေးသားရောင်းရဲ့ပြန်တွင်ကချင်ကြီးတယောက်စီကနေပြီးတော့မှစားတချင်းတောင်းနေလဲလာခဲ့တာဘာယူတို့ရဲ့ဒေတာသည်စားရှာတယ်တနစ်တလေဝါရွက်ကိုပြာချပြီးတော့မှစားချက်စားရတယ်ပြည်မနဲ့ကလည်းဝေးလံပါတယ်ခေါင်ပါတယ်မိမိနိုင်ငံမချမ်းပေါ်ပူတာအိုမြို့များထက်ကူမှအိန္ဒိယဘက်ကမြို့များကိုသာအတော်အလာရှိတယ်သို့တော်လည်းပါပါတယ်နီးသောအရက်သည်အိန္ဒိယပြည်သားဒါကြောင့်မလို့လေမိမိနိုင်ငံကရတဲ့တစ်မွေးများကိုပင်ဈေးကောင်းကောင်းရတဲ့တိဘက်ပြည်ကိုသွားပြီးရောင်းတတ်သည်ကလည်းများလေတယ်စားရှားသလိုမျိုးခွေးလဲရှားတယ်တားရဲ့တရိတ်ဆန်ဒီပေါ်တဲ့အရက်ဖြစ်တဲ့ဖြင့်ခွေးမွေးလင်လဲတက်ဆိုးကလည်းမရှိတတ်ဝင်ကုတ်၍သေးတယ်မွေညှို့၍သေးတယ်ကြားကြိုက်တယ်စင်နှင်းတယ်ပြောင်နှင်းတယ်စင်ခတ်ခံရတယ်ဝက်ပတ်တယ်မြောက်အုပ်နဲ့တွေ့ရင်ခွေးကိုဝိုင်းဆွဲ၍အရေးကိုမှစုပ်ခံကြရတယ်တစ်ပင်ပေါ်မှာဆွဲတင်ပြီးတော့မှတစ်ပင်ပေါ်ကပြစ်ချ၍တက်ကြတယ်ဒါကြောင့်မလို့တားရဲနှံ့ရရင်ခွေးတွေကလည်းအပြင်းမထွက်ရဲပါဘာယူရဲ့တခင်ကမွေးတော့ခွေးတစ်ကောင်သည်ဝင်ကုတ်၍တေးသွားဘူးပါလေဤခွေးအလာကတော့လေတက်ဆိုးချီအောင်လို့မွေးမယ်လို့ဘာယူစိတ်ဖြည့်ထားသည်မှန်းထားပါတယ်ဤခွေးလေးကိုအဖေကလည်းရှစ်ပါတယ်မုတ်ဆိုးတန်ကအလုတ်ကိုတော့အဖေကများစွာမနစ်သက်ခွေးမွေးခြင်းကအမဲလိုက်ရန်မဟုတ်ပါအိမ်ကကြက်ဆောင်ကြီးနေလည်းမဟုတ်အလှမွေးထားခြင်းသဘောသာသူတို့အရက်၌ခွေးတစ်ကောင်ရှိရင်အလွန်မှဂုံရှိတယ်အဖေကလည်းတစ်မွေးရှားခြင်းခန်းတောင်မြင့်ဖော်ခြင်းလောက်ကိုမှတန်မိုးအထားအမဲလိုက်ရှင်းကိုဝါသနာမပါအထူးသဖြင့်ကတော့ကတိုးကောင်လိုက်ရှင်းကိုဘာယူတို့အဖေကပို၍ပါမနစ်သက်အိန္ဒိယအရောက်တီးဘက်ကိုပဲရောက်မသေးကြမရေရတဲ့အလုတ်ဟူ၍ဆိုဘူးပါလေကတိုးကောင်များကအိန္ဒိယမြန်မာတီးဘက်၃နိုင်ငံကိုလည်းလဲ့လဲ့သွားလာတတ်တဲ့တရိတ်ဆန်ဖြစ်တဲ့အထူးသဖြင့်ကတော့စောင်းမကုံသောစောင်းရရှိသောအရက်တွင်ပျော်ပိုက်တဲ့တရိတ်ဆန်မျိုးစောင်းကြိုက်တဲ့ကတိုးဘာယူတို့အမျိုးတွေမှာအမဲသားကောင်လိုက်ရှင်စွန့်စားရတဲ့ကတိုးကောင်ကိုလိုက်ရှင်အလုတ်ကိုဘာယူအဖိုးလဲလှုပ်ခဲ့တယ်ဘာယူအဖိုးကရေခဲတောင်တက်ရနှင့်ကတိုးကောင်လိုက်ဖမ်းအားမှာနာမည်ကြီးတယ်ဘာယူအဖိုးကိုပြိုင်နိုင်သူကဒီဒေတာပတ်ဝန်းကျင်မှာမရှိပြိုင်ဆန်ချားသူမုတ်ဆိုးကြီးတစ်ယောက်ဖြစ်တယ်ဒေါ်တရိတ်ဆန်นี่တာရဲ့တရိတ်ဆန်นี่နဲ့ပင်စကားပြောတတ်သူဟု၏နာမည်ကြီးပါတယ်ဘာမျိုးဘိုးတူဟုပင်ဆိုရမလားမသိစွန့်စားရတဲ့အလုတ်ရေခဲတောင်နှမ်းမြင့်နေပေါ်မှာကတိုးကောင်လိုက်ရှာဖမ်းရတဲ့အလုတ်ဟုအခုတော့ဘာယူကဆွဲဆွဲမြင်းမြင်းနဲ့ဝါသနာပါနေတယ်
မနစ်ကနေတမြန်နှစ်ကဘာယူကတိုးဖန်းကတိုးပစ်ပြီးတော့အကူလိုက်ဖူးတယ်။နောင်ပွန်းဘက်ကမုတ်ဆိုးကြီးတစ်ယောက်နဲ့ဒီနေ့မှာတော့လေမိမိဘာသာမိမိသွားလိုက်မယ်လို့စိုင်းပြင်းနေပါတယ်။မနစ်ကနောင်ပွင့်ကအဖိုးကြီးမုတ်ဆိုးနဲ့ကတိုးကောင်လိုက်ဖမ်းရကတိုးတစ်ကောင်ရခဲ့တယ်။သုံးချက်သားခန့်ရတဲ့ကတိုးစီကိုအဖိုးကြီးကသူ့အားတစ်ချက်သားပဲမပေးငါးမူသားခန့်သာရတယ်။ပညာရတာပဲလို့ဘာယူကလည်းကျေနပ်ခဲ့ပါတယ်။တမြန်နှစ်ကမူကတိုးအမတကောင်သာရမိတယ်။ဒီဘက်ကုန်းမြင့်မြေစားအထိကိုမှလိုက်သွားခဲ့ရတော့လေအကျိုးထူးကတော့မကြည့်ခဲ့အပြန်မှာတော့ရှူပြန်ရည်နှစ်ချက်နဲ့ဝန်ရည်တစ်ချက်ကိုပဲတရုတ်လောပန်းတယောက်ကလိန်ယူပြီးတော့သွားပါသေးတယ်ဒါကြောင့်မလို့ဤနှစ်တော့လေဘာယူသည်တယောက်တည်းတကူတဲ့တကူတော့ကတိုးလိုက်စွန်စားကန်းကိုထွက်မယ်လို့စိတ်ကူမှတိတိပြပြနဲ့ချလိုက်တယ်ကတိုးကောင်ရရင်ဖလီကိုအသွင်းပေး၍စိုးနိုင်ပြီဓာလန်မောင်းနနောက်ဆောင်းဖန်လက်ကောက်စားကတိုးကောင်ရရင်အရာအလုံးပြည့်စုံသွားပြီမိမလည်းရမည်လောပန်းတို့ပါစကပ်ပုံတစ်ခုရှိပါတယ်တရက်ပြောခြင်းရင်အရက်တောက်ပါတနစ်ပြောခြင်းလျင်မိမယူပါတစ်ပင်စိုက်ပါတဲ့ဘာယူတနစ်ပြောခြင်းမီ10နှစ်ပြောခြင်းမီဤနှစ်ကတော့ကတိုးကောင်ရရေးသည်ဘာယူအတွက်ကတော့လေအင်မတိအင်မတန်မှအရေးကြီးနေတယ်ဒါကြောင့်မလို့ကတိုးရဖို့အတွက်စွန့်စားရမယ်စူးစမ်းရမယ်စူးစမ်းရင်ဘာမဆိုရနိုင်တယ်ဖြစ်နိုင်တယ်မဟုတ်ပါလားအပြင်တွင်မဲမဲမှောင်နေပါတယ်နင်းပွင့်နင်းဆက်များသည်ကမိုးပေါက်မိုးဆက်များထက်ကိုမှအကျဲစိတ်လာပါတယ်ညာအမောင်တဲတွင်နင်းမိုးသည်ကတဲတဲမဲမဲနဲ့ရွာချနေတယ်အမောင်တဲတွင်ပိုးစိုးကောင်များကလေးကလေးကိုမိုးပေါ်ကကျဲချပေးနေသလိုမျိုးတလက်လက်နဲ့တောက်စား၍ပြန်ကျဲတွန်းကြလာပါတယ်ညကကျဲကြလာတဲ့နှင်းပွင့်နှင်းဖက်များကလည်းတောင်ထိပ်ဖျားတစ်ပင်ဖျားမှသည်ကြောက်တုံးမြေပြင်ကိုပါဆွဲကက်စပြူလာကြပါပြီနှင်းပတ်ကတ်တဲ့တိရွယ်များသည်ပင်ရန်ထက်ပါတပြည့်ပြည့်နဲ့ကြွေကြသည်တိရွယ်တုံးသွားလျင်လဲနှင်းပတ်နှင်းခဲများကလည်းတက်ကိုင်းပင်စီများမှာတွယ်ကပ်ပြီးတော့မှဖုံးလွှမ်းကျသွားပြန်နေမဲမောင်နေတဲ့အပြင်တွင်ပိုးစုံကောင်များကျဲချသလိုမျိုးတလက်လက်နဲ့ကြွေကြနေတဲ့နှင်းပန်းနှင်းပွင့်များကိုကြည့်၍ဘာယူကပျော်နေပါသည်တောင်တန်းမြေများကိုနှင်းခဲရေခဲများတွင်ရံမြန်ဖုံးအုပ်နိုင်ပါစေဟု၍ဆုတောင်းနေခဲ့တဲ့တောင်များကိုနှင်းခဲနှင်းပတ်တီဖုံးအုပ်၍ရေခဲတောင်ရေခဲတော်ဖြစ်မှသူလိုချင်နေတဲ့ကတိုးကောင်များရေခဲတောင်ပေါ်သို့ရောက်ရှိလာမည်မဟုတ်ပါလားနှင်းဖုံးလွှမ်းထားတဲ့ရေခဲတောင်ပေါ်တွင်ရေခဲမူတစ်မျိုးကလည်းပွင့်တတ်တဲ့ထိုမူကြိုက်တဲ့ကတိုးကောင်များသည်တောတောင်တွင်ရေခဲတူတဲ့ဖုံးလွှမ်းလာသည်နှင့်အလိုလျောက်ကိုရောက်လာကြပေလိမ့်မည်ဘာယူကလည်းနေညမပြတ်ဖိုထားတဲ့မိဘဘေးတွင်ထိုင်၍အပြင်ကိုငေးကြည့်နေတဲ့ဤနှင့်နှင်းပတ်နှင်းဆက်တို့သည်လည်းသူထင်သားသည့်ထက်ကိုပင်စော၍ကြလာကြတယ်အပွင့်ဖက်ကလည်းကြီးတယ်ဤတိုင်းလာဆိုရင်ဒီလမကုံမီမှာပင်တတော်လုံးတတောင်လုံးသည်ရေခဲတောင်ရေခဲတော်မြ мян တွင်ဖြစ်လာကြပေလိမ့်မည်ဘာယူကမိဘထဲမှထဲပုတ်ထားတဲ့ဖဲဒီတန်လုံးကိုတန်ညစ်ကလေးနဲ့ကော်၍ပေပေါ်မှာတင်နေတူနဲ့ထုတယ်ဟိုဘက်ဒီဘက်အပြန်ပြန်အခါခါနဲ့လှဲ့တယ်ထပ်ပြီးတော့မှထုတယ်မိဘထဲထည့်၍ထည့်ပြီးတော့ဖုတ်လိုက်ပြန်နေဘာယူကကတိုးကောင်ပြစ်ဖမ်းရန်အတွက်ကိုလေးများစုပြုတ်လုံနေပါတယ်ထင်းစားမှာမိတစ်ဖြက်ဖြက်နဲ့ပေါက်တန်းနဲ့နင်းပေါက်တို့ကတက်ကဲခေါင်မိုးပေါ်မှာကြာနေတဲ့အတန်တို့မှာရောထွေးနေတယ်ခွေးအားမြည်တန်တွေကလည်းခြံစည်းရိုးနဲ့နေလာသဖြင့်ကြက်ရှန်ကမျက်စောင်းတစ်ချက်ကိုထိုးကြည့်လိုက်တယ်ကြက်ရှန်ကလည်းအိမ်အောက်တွင်ဖြစ်တယ်လို့ဆိုရင်စရာကတော့လည်းမရှိပါလူရှိနေလျင်ခွေးအားတီကဘယ်နည်းနဲ့မှလည်းမဝင်ရဲခြံကလည်းအခိုင်အခန့်ကိုမှစိတ်ချရတယ်မိထဲမှာမီးဖုံနေတဲ့ဖယ်ဒီတန်လုံးကတွတ်တွတ်ရဲလာတယ်ညက်နဲ့ကော်တယ်ပေပေါ်မှာတင်းတယ်အပြန်ပြန်လှန်လှန်နဲ့ထုတယ်အဟတ်အတစ်ကလည်းနှစ်ဆင့်ဖော်တယ်ပြီးတော့မှဘီဘိုတဲကိုပြန်ထည့်ပြီးတော့မှဖုတ်ထားလိုက်ပြန်နေအဖေရဲ့ချောင်းဆိုးတန်ကိုအိမ်ပေါ်ကနေကြားလိုက်ရတယ်ခန်းတော်မြစ်စီလေးတောက်လိုက်ပါလားအဖေအင်းမင်းမအိတ်သေးဘူးလားညားတန်နေထုနေတာဘာယူကအဲ့ဒါပဲပြောတယ်အဖေကလည်းစိတ်ပြီးမမေးတော့ဘာယူကကန်းတော်မြစ်ထဲ့စိန်ထားပါတယ်မြေအိုးတစ်လုံးကိုမိဘပေါ်မှာတင်လိုက်တယ်ဘာယူအဖေဥရော်ရာကတစ်မွေးရှာခြင်းဝေးလံနဲ့ရေခဲတောင်ပေါ်များမှာတွား၍ကန်းတော်မြစ်မရှိဦးမလျှော့ပင်များရှာခြင်းအလုပ်ကိုပို၍ပင်ဝါသနာပါပါတယ်သို့တော့ဤနှစ်ကတော့စေးမြင့်ရှာသွားမည်မဟုတ်ပါ
ချောင်းဆွေးသွေးပါတဲ့ယောဂါကိုတစ်နှစ်လုံးဆေးကူနေရတယ်။ဥရောရာရဲ့ယောဂါမှာဒေါ်စေတောင်စေးတွေနဲ့တက်တာပြီးဖြစ်တော်လဲအစစ်အမြစ်ကြိုက်တဲ့ယောဂါကတော့ပြန်ပေါ်နေတယ်။ခြေဖမိုးလက်ဖမိုးတွေကလည်းရောင်တက်တယ်။အေးပိုင်းစုံဒေသတွင်ချောင်းဆွေးသွေးပါယောဂါကပိုပြီးတော့မှစိုးဝါတက်လေတယ်။ဒီယောဂါကိုဥရောရာရလာခဲ့ဒီမှာတော့3နှစ်နီးပါးခန့်ရှိပြီ။ယောဂါကပျောက်လိုက်ပေါ်လိုက်နဲ့အမြစ်ကလည်းမပြတ်နိုင်သေးပါ။မိဘတဲတွင်ရဲနီလာတဲ့ဖဲတီတန်လုံးကိုဘာယူရလဲညက်နဲ့ကောက်ယူလိုက်ပါတယ်ရေထည့်၍ထောင်ထားတဲ့ဝါးကြည့်တဲ့ကိုမြားတဲ့တန်ချောင်းကိုဖြည်းဖြည်းချင်းပဲနှိပ်လိုက်တယ်ရှဲကနေမြင်နေတဲ့ရေမုံအငွေ့တွေကလည်းထွက်လာတယ်မြားနံထိတ်မှာအဟက်ရဲ့စေးသားတက်မတက်တန်မကိုမိဘဘေးမှာကက်၍ကြည့်တယ်မကြေနဲ့သေး၍မြားတန်ထိတ်အဟက်ကိုတူနဲ့တဆဆနဲ့ရိုက်တယ်မိသားကမရသေးပါအစေးကလည်းမမာသေးပါမီးပေးရန်အတွက်အပူသွင်းရန်လိုနေသေးတယ်။မိဘတဲ့ပြန်၍မင်ထိတ်၍ဖုတ်ရတယ်။ညတီကတစစနဲ့နှက်ချိုင်းလာပါတယ်။နှင်းပစ်ကြေတန်တို့ကလည်းပို၍ပင်တဲထန်လာပါတယ်။ဘာယူအိမ်ပေါ်သို့တက်လာခဲ့တယ်။ဘာယူအဖေဥရောရာကအိမ်ပေါ်ကမီးဖို့ဘေးကနေပြီးတော့မှငုတ်တုတ်ထိုင်းနေတယ်။သူကိုပေါ်တွင်လည်းဘာဘူးစောင်းစုပ်တစ်ထည်နီဝင်ရီရှက်ကိုလည်းလွှမ်းချုပ်ထားတယ်။ချောင်းတဟိုးဟိုးနဲ့စိုးနေရကနေပြီးတော့မှသူ့သားကိုလှမ်းကြည့်တယ်။ဘာယူကလည်းသူ့ဖေရဲ့အကြည့်အရှုကိုမှတတိမပြုတ်မိပါသူ့ရဲ့မျက်လုံးတစ်စုံသည်သူ့ဖေရှိကမီးဘိုပေါ်ကိုရောက်လာနေတယ်မီးဘိုပေါ်တွင်ဆွဲချိတ်ထားတဲ့တခွားဖယုံအယုံမျိုးစေထုံများအပြင်ယူပြန်ရည်ကြတိရည်ဝုံရည်ကတိုးရည်မွေရည်တို့ကလည်းရှိတယ်ဂျေးကျိုနနောက်ကျိုဆက်ကျိုပြောင်ကျိုတောင်စိတ်ကျိုတမင်ကျိုတို့ကိုဆွဲပြီးတော့ချိတ်ထားတယ်ဒီတရေကျိုအားလုံးကဘာယူပစ်ခတ်ခဲ့တဲ့တရေကျိုများမဟုတ်ပါသူရဲ့အဖုံမုတ်ဆိုးကြော်ကြီးပြစ်ခတ်ခဲ့တဲ့တားကောင်များကကျိုးတရေများသာဖြစ်ပါလေတားစင်မြေးဆက်ကထိမ့်သိမ်းထားခြင်းလည်းဖြစ်ပါလေသူတို့ရဲ့ဒလိမှာတော့လေတရိတ်ဆန်တို့ရဲ့ဂျိုးနဲ့တရေသည်ဂုံနူးဆောင်ဘွဲရစိတ်အမတ်သားဖြစ်ပါလေဒီတရိတ်ဆန်များကိုပြစ်ခတ်ဖမ်းဆီးနိုင်သူကမဟာသူရဲကောင်းဖြစ်တယ်ဂုံယူစရာဖြစ်တယ်ဒါကြောင့်လေမိမိကိုယ်တိုင်ကပြစ်ခတ်ဖမ်းဆီး၍မရဘူးတော့လေအဘအဖိုးတို့ကပြစ်ခတ်ဖမ်းဆီးခဲ့ဘူးတဲ့တရေဂျိုးများမှာတားစင်မြေးဆက်ထိမ့်သိမ်းထားတယ်ဂုံယူလေးရှိကြတယ်ဘာယူရဲ့လက်သည်တမင်ကောင်းရဲ့ဥကြိုတွင်ချိတ်ဆွဲထားတယ်မြားစိတ်ဖူးစီတို့ရောက်သွားတယ်မြားစိတ်ဖူးငယ်မှလေတဆွေခုံနှစ်ဆွေခုံတကွင်းဖြက်တတောင်ကျော်တညအိတ်အစုံရှိပါတယ်အားလုံးကအစိတ်ပြင်းများသာရှိကြတယ်လေစုများထိတ်ကတန်ကြုံအတက်မှာဆွတ်၍တရိတ်ဆန်များကိုပြစ်ခတ်ရတယ်တဆွေခုံမြားအစိတ်နဲ့ပြည့်ရင်တက်ရှိမြည်သည့်တတော်မစိုးလေးစုမှန်တာနဲ့တစ်ချက်သာခုံနိုင်တော့တယ်နှစ်ဆွေခုံနဲ့ပြည့်ရင်လည်းနှစ်ချက်သာခုံနိုင်တယ်တကွင်းဖြတ်နဲ့ပြည့်ရင်လည်းတကွင်းသာဖြတ်နိုင်ပြီးတော့သေရမယ်တတောင်ကျော်တညအိတ်တို့ပါလေဤနီး၎င်းမိန်ဖြစ်ပါတယ်တတောင်ကျော်၍သေတယ်တညအိတ်ရင်လည်းသေတယ်မြားစိတ်အားလုံးကလည်းသွေးပေါက်တီးနှင့်သွေးစိတ်တင့်၍သေစေနိုင်တယ်ဤအစိတ်ရည်များကိုအစိတ်ပင်မှထုတ်ယူပြီးတော့မှနေလန်းမီးတင်ကပေါင်းတင်ထားရတယ်နေရှည်လာများနေလန်းမီးတင်ပြီးမှအစိတ်ရည်များကလည်းစေးထံကနဲ့အစိတ်တက်လာပါတယ်ထို့သောအစိတ်တက်လာတဲ့အစိတ်ဆေးကိုနောက်ထပ်အစိတ်ဆေးမျိုး20လောက်နဲ့ဖော်ဆက်ရတယ်ဒါကြောင့်မလို့လေဒီမြားစိတ်များကသွေးပေါက်တဲ့တက်ရှိတတော်ဟူသည်များကိုသေစေနိုင်တယ်ကတိုးကောင်များကိုပြစ်ခတ်ရတွင်လေအပြင်းဆုံးအစိတ်နဲ့ပြစ်ခတ်ရတယ်ကတိုးကောင်များရဲ့အရည်အသားကြားမှာအစိတ်ရည်တစ်မျိုးရှိပါတယ်ထိုအစိတ်ရည်ဒီကညာစုထိတ်ကပါလာတဲ့အစိတ်ရည်ကိုရှေ့ဖြတ်ပစ်တတ်တယ်ဒါကြောင့်မလို့ကတိုးကောင်များကိုပြစ်ခတ်ရမှာအပြင်းဆုံးအစိတ်တစ်ဆွေခုံနှစ်ဆွေခုံအစိတ်များနဲ့ပြစ်ခတ်ရတယ်ကတိုးမှမဟုတ်တခြားတရိတ်ဆန်ဟူဆိုရင်လည်းတစ်ဆွေခုံနှစ်စိတ်ခုံအစိတ်နဲ့ပြစ်ခတ်ရင်ညာစုထိတ်ကတစ်ချက်သာခုံနိုင်တယ်ရေပြင်တို့ပြန်အကြမှာရှေ့ရက်မရဘဲနဲ့ခွေလဲကြကသေသွားတယ်နှစ်ဆွေခုံဆိုရင်လည်းထိုနည်းလက်ကောင်းပင်ဖြစ်ပါတယ်သို့တော်လည်းအသက်ပြင်းတဲ့ကတိုးကောင်များကမူတစ်ဆွေခုံနှစ်ဆွေခုံလေးစုထိမှန်သွားတော်လဲတကွင်းကိုဖြတ်ပြီးတော့ပြေးသွားတယ်တတောင်ကိုကြော်ပြီးတော့ပြေးသွားတယ်တညအိမ်နှစ်ညအိမ်မှသာတေလျက်သားနေကိုတွေးရတတ်တယ်ဤဒီမှာကတိုးကောင်ရဲ့ထူးခြားချက်ပင်ဖြစ်ပါတယ်ဘာယူကအစိတ်ဘူးများကိုတပူးပြီးတော့တပူယူကြည့်တယ်ဝေဒီမြင့်ခေါင်နဲ့ရေခဲတောင်ပေါ်တွင်ကြက်စားတက်တဲ့ကတိုးကောင်များကိုအပြင်းဆုံးအစိတ်များနဲ့ခွင်းပစ်ပြီးတော့မှဖမ်းဆီးယူရမည်မဟုတ်ပါလားအစိတ်ရည်ဘူးများသည်ဆေးထံကနီးညောင်ယောင်လက်နေပါသည်မုတ်ဆိုးတို့သည်
တောတရိษံများကိုပြစ်ခတ်ဖမ်းဆီးရန်အတွက်အစိတ်ဘူးများကိုတည်ယူရမှာလုံခြုံမှုရှိဖို့အတွက်လိုအပ်တယ်အစိတ်ရည်တွေမှာပြင်းလွန်းသဖြင့်သွေးပေါက်သောသွေးထွက်သောဒဏ်ရာများနှင့်လုံးဝကိုထိ၍မရပါထိမိတွေးမိလျင်ချက်ချင်းကိုသွေးအစိတ်ဖြစ်၍တည်သွားနိုင်တယ်ဒါကြောင့်မလို့လေတခါမှာတော့အစိတ်ကိုအထင်မှတ်မထားတတ်တဲ့မုတ်ဆိုးတို့သည်မိမိအစိတ်ကမိမိကိုပြန်ထိ၍တည်တတ်ကြပါတယ်မုတ်ဆိုးဆိုသည်မှတောကောင်လက်ရ၌ကျုံကိုတိုးရတယ်စူးကိုတိုးရတယ်ခြေချော်လက်ချော်နဲ့လိမ့်ကြလဲပြိုတတ်တဲ့လဲပြို၍အစိတ်ဘူးမှောက်ခါမိမိရဲ့ကိုယ်ခန္ဓာစူးရှိသဖြင့်သွေးပေါက်လာတဲ့တဏှာရာကိုလည်းအစိတ်ရည်ထိကချက်ချင်းကိုတည်သွားနိုင်တယ်အစိတ်ရည်မှန်တဲ့ဒဏ်ရာကိုကုရနတ္ထိစေးမရှိပြီဒါကြောင့်မလို့ဘုဆိုးတို့ကတောလိုက်သွားရနိုင်အစိတ်ရည်များကိုမယူဘဲနဲ့အစေးအပြစ်အခဲပြုတ်လို့ရတာယူတတ်ကြတယ်ဘာယူကလည်းအစိတ်ရည်ဘူးများကိုစောင်းမောက်ကြည့်လိုက်တဲ့အစိတ်ရည်တို့ကလည်းစေးထန်နေပြီဖြစ်ပါတယ်တောနထိုဤတလုံဖောက်ဝင်အိတ်ကြီးမျိုးဟူ၍ဆိုနိုင်တယ်ဘာယူကသူ့ရဲ့ကြီးမားတဲ့ဝန်တရေလွယ်အိတ်ကြီးကိုဦးဆုံးဖာထေးပြီးတော့မှပြုတ်ပြင်းတယ်လွယ်အိတ်ဖာထေးပြီးတဲ့အခါမှာတော့လေရေခဲတောင်ပေါ်ကိုသွားရနိုင်မပါမဖြစ်တဲ့ကြောက်ခန့်မီးချစ်ကူမှခက်၍စမ်းသက်ကြည့်ရတယ်နှစ်လမသာတန်ကျင်သောကြောက်ပြားနှစ်ခုကိုစ၍ခက်ကြည့်တယ်ဘာယူမီးခတ်ထိုင်းမှမွေးပင်တယ်အကြိမ်များစွာဖန်ထားသောဂွန်းစာပေါ်မှာကြောက်မီးကကူမှခတ်တဲ့ကြောက်နှစ်ခုခတ်၍စင်ကြလာတဲ့မီးပွင့်မီးပန်းများကချက်ချင်းဂွန်းပေါ်မှာဆွဲညီသွားတယ်တစ်ချက်နှစ်ချက်စ၍ခက်ကြည့်တယ်ကတ်လိုက်တိုင်းမီးဆွဲသွားတဲ့အခါမှာတော့ဘာယူသည်မီးခတ်ကြောက်နှစ်ခုကိုဝန်ရည်ဘေးအိတ်ထဲသို့ထည့်တယ်ထို့နောက်မှာတော့လေဝါကြောနှစ်ခုကိုမှပုတ်ပြန်တယ်ဝါကြောမီးပွင့်တယ်ဘာယူပုတ်တိုင်းမှာမီးပွင့်လာပြန်တယ်အောက်ခံဂုံးပေါ်မှာမီးဆွဲတယ်စိတ်ချရပြီဖြစ်သဖြင့်ဝါကြောမီးပွင့်ကိုမှဝန်တရေလွယ်အိတ်ကိုမှထပ်ပြီးတော့မှထည့်လိုက်ပြန်ပါတယ်ကတိုးချသွားမိနေရသည်ရေခဲများဖုံးလွှမ်းထားတဲ့တောင်တွေတောတွေဖြစ်ပါတယ်မီးကမီးပွင့်ကအရေးကြီးတယ်ရေခဲတောင်ပေါ်တွင်ရမ်းမီးချစ်ကလည်းရှိ၍မရဓာတ်စီးမီးချစ်ကလည်းမီးထွန်း၍မတောက်ဒါကြောင့်မလို့လေဝါကုန်းနဲ့ကူးယူရသောမီးကမီးပွင့်မီးချစ်ကိုသာအသုံးပြုကြရတယ်ဘာယူကလည်းမီးပွင့်မီးကရဲ့တစားဖြစ်တဲ့ဝါကိုဖန်များကိုလည်းဝါကြည်တောက်ထဲမှာထိုးသိပ်ထည့်လိုက်တယ်ဝါကြည်တောက်ကိုဝန်းရည်လွယ်အိတ်ဘေးတွင်လည်းဆွဲချကြည့်တယ်မီးအတွက်စိတ်ချရပြီးသောအခါမှာတော့စားစရာအတွက်ကတော့စားကြည်တောက်ကိုဝန်ရည်လွယ်အိတ်ထဲမှာထည့်ရပြန်တယ်စားဒီကလည်းမုတ်ဆိုးတယောက်အတွက်မှအရေးကြီးတယ်တားကောင်လက်ရတွင်ထမင်းချက်စားရန်အတွက်အချိန်ကလည်းရခြင်းမှလည်းရမယ်မီးနဲ့စားပါလျင်အသားကိုမှမီးဖုတ်၍စားနဲ့တို့စားရပါတယ်အသားစိမ်း၅စိမ်းတို့ကလည်းစားနဲ့တို့စား၍ရပါတယ်ဒါကြောင့်မလို့တစ်လနဲ့နှစ်လသုံးလဤညကြာမီကမတိတော့လဲစံကုန်မှုတပိတစ်ခွက်ပင်မယူပါကောက်ညင်းဖြင့်ပြုလုပ်ထားတဲ့ခေါ်ပြင်များကိုသာဝန်တရေအိတ်ထဲမှာထည့်ရတယ်ခေါ်ပြင်မှာမိကင်ယုံနဲ့စားရတဲ့ရိုးရာအစားအစာလည်းဖြစ်တယ်အမှန်မှာတော့ခေါ်ပြင်ကမုတ်ဆိုးတယောက်အတွက်အရေးမကြီးပါခေါ်ပြင်ကိုမိဖုတ်စားသည်ထက်အသားကိုစားနေ၍ဖုတ်กินပြီးတော့မှစားသည်ကများတယ်ဖုတ်กินစား၍ဤလာလျင်လဲဝါကြည်ထောက်တဲကိုထည့်၍အသားများကိုပြုတ်၍စားနိုင်တယ်အသားဟင်းလျာဆိုသည်မှာလဲတောတောင်ရှိရင်အချိန်မီရနိုင်တယ်ကတိုးလိုက်တဲ့မုတ်ဆိုးတယောက်အတွက်ကတော့မှအသားတနက်စားမှာနိုင်ဝက်တနာရီပင်မကြပါရနိုင်လေတဲ့မုတ်ဆိုးကစားပါလျင်ဘယ်လိုစားလို့ရပါတယ်မုတ်ဆိုးတယောက်အတွက်ကတော့အစားအသောက်ကတော်တဲ့တောင်ထဲမှာအရေးမကြီးပါအသားမစားရရင်လဲတစ်တီးတစ်မြစ်တစ်ဦးတစ်ဖူများကိုလည်းရှာဖွေစားတောက်နိုင်လေတဲ့ဘာယူကလည်းသူ့ရဲ့ဝင်းတရေအိတ်ထဲသို့ဘာဘူးဆောင်တစ်ထဲခောက်၍ထည့်ပြန်တယ်ထို့နောက်မှာတော့လေအတွင်းရည်လွှာထားတဲ့ဝင်းတရေဆက်ဆောင်တစ်ထဲရင်းနောက်မှာတော့လေယူပြန်တရေအိတ်ကြီးကအမွေးပါလောက်ကိုမှပျော့ပြောင်းဤတွဲနေတဲ့တောင်စိတ်ရည်တပြားဒါစောက်စူးကျွန်းအယိုးမပါတဲ့လှန်သွားအဝဲတစုံပါထဲ့သောအခါမှာတော့သူ့ရဲ့ဝန်းတရေအိတ်ကြီးကဖောင်းဖောင်းပွားပွားနဲ့ဖြစ်လာတယ်။ဘာယူကလည်းအမွေးကျန်းနဲ့ဝန်ရည်အင်ကြီးရှေကိုပဲဝက်လိုက်တဲ့ကျဲသီးအဖြစ်နဲ့ဖောက်ချီထားတဲ့ယူပြန်ရည်ကျဲသီးများကိုလည်းတင်းတင်းဆွဲချီလိုက်တယ်။ရုံတရေပြားနဲ့ခြေထောက်ကိုမှပတ်လိုက်တယ်။အဝဲဖက်နှက်ကိုလည်းစီးလိုက်တယ်။ရေခဲတောင်ပေါ်ရောက်မှရှေ့အိတ်အစားဖက်နှက်ထဲကိုထည့်ရမယ်။ရုံမွေးထုတ်ကိုဘောင်းမီအိတ်ထဲသို့မှထိုးပြီးတော့ထည့်လိုက်တယ်။လေးကိုင်းကိုလွှဲတယ်။မြားကြည်တော့ကိုဘေးမှာချိတ်လိုက်တယ်။ဝင်းရည်လွဲအိတ်ကြီးကိုမှတစ်ဖက်ကနေလွှဲတယ်
သူအပါကိုမှဥညွတ်၍အိမ်ပေါ်ကနေဆင်းလာခဲ့ပါတယ်အိမ်ရှိမှမတ်တက်ရ၍တွားရမည့်ခရီးတူရှူကိုဦးကောင်းကိုမော၍ကြည့်လိုက်တယ်လွယ်လာတောင်ပေါင်းများစွာသည်ရှေ့တွင်ကာစီးနေတယ်တောင်အားလုံးတို့သည်ကလည်းနှင်းဦးပေါင်းဆောင်၍ဖွေးဖွေးလက်လက်နေကြပါတယ်တောင်ကြီးရင်မှတစ်တော်များသည်ကနနက်ခင်းရဲ့နင်းမိုးထဲမှာပဲနင့်မြုပ်နေကြတယ်နင်းအုတ်ထုတ်စောင်းထားတဲ့တောင်ထိပ်တောင်ထွတ်များသည်မိုးထီနှပန်းကိုမှမြင့်မားကြပါတယ်ဒီတောင်အားလုံးကလည်းပေပေါင်း19296ပေမြင့်တဲ့ခါကာဘိုဇာစီတောင်ကျော်နေဆက်ဆက်နေကြတယ်တောင်အားလုံးတို့နှင်းဥပေါက်စောင်းထားသည်ကိုမြင်မှသူ့ကောင်းတွင်အုတ်ထုတ်မပါမန်းကိုဘာယူတတိထားမိတယ်သူ့စိတ်ထဲထင်သွားတယ်မုတ်ဆိုးနှင့်တတိသည်ကင်းကွာ၍မရပါတတိဆိုတာပိုသည်မရှိထို့သောဆိုရိုးစကားသည်ကလည်းသူ့ကိုလက်တွေပြလေပြီသူကလည်းတတိလက်လို့ဖြစ်၍ကတိုးဥယေအုတ်ထုတ်ကိုမေ့ကြံခဲ့ပြီသူစောင်းသွားရမည်ကတိုးဥယေအုတ်ထုတ်ကလည်းကတိုးလိုက်ရ၌အရေးကြီးသောပစ္စည်းဖြစ်သည်ကတိုးဥယေအုတ်ထုတ်ကိုစောင်းသွားရင်ကတိုးအနံ့ရ၍တခြားတရိษံများကသူ့နှစ်ဘေးမှာမကောက်ဝင်းကြပါလူကိုအန္တရာယ်မပြုတ်တတ်တဲ့သားရဲ့တရိษံများရဲ့ရံမနေကင်းဝေးတတ်တဲ့ကတိုးကောင်များကလည်းကတိုးနံကိုရ၍အနီးအပါးထီကိုအကက်ခံမယ်အမများကလည်းမျိုးတူအတီးနံကိုရ၍သူ့အနားကိုရှင်းကပ်၍လာနိုင်တဲ့ဒိုးလိုက်သွားတဲ့မုတ်ဆိုးကကတိုးရဲ့အိုးထုတ်ကိုစောင်းသွားခြင်းကတားရဲ့တရိษံရန်ကင်းတယ်လို့ကတိုးပစ်ဖို့ရန်အတွက်လည်းများပါတယ်။ဤနေ့ကလည်းကတိုးဥရဲ့အိုးထုတ်မေ့ကြံခဲ့သည်မှာအတိတ်ကလည်းမကောင်းနမိတ်မကောင်းလက်ကလည်းမကောင်းဒါကြောင့်မလို့သူသည်အိမ်ဘက်သို့ပြန်လှည့်လိုက်ပါတယ်။သူ့မျက်စိအစုံကမမျော်လင့်ဘဲနဲ့ခါကာဘိုရာစီတောင်ပေါ်မှာကျသွားပါတယ်။ခါကာဘိုရာစီတောင်ထိပ်ကိုမမြင်ရမြင်လုံးနဲ့မိုးတိမ်ထဲကိုထိုးဝင်နေတဲ့ခါကာဘိုရာစီတောင်ထိပ်ကိုတနေ့လုံးလုံးတွင်10ရက်15ရက်မှမြင်ဘူးသူကရှားပါတယ်မိုးတွင်မိုးတိမ်မိုးသားထဲမှာဝင်ပုန်းနေတတ်ပါတယ်စောင်းတွင်နင်းကပလာထဲမှာအောင်းနေတတ်ပါတယ်ຫນွေလတွင်လည်းမြူးတိမ်လွှာပဝါကိုမှလွှမ်းရှုံထားတတ်တယ်မိုးရွာရင်တောင်ကလပ်ပေါ်မှာသာရွာတတ်တယ်ကာကာပူရာစီတောင်ထိပ်ပေါ်မှာမိုးကလည်းမရောက်ပါလူများသည်ကလည်းရောက်ခဲလာပါတယ်အမြင်နီးတော်လဲခရီးကလည်းဝေးတဲ့တောင်ပါသည်တဆင့်တက်တော်တတောင်ကျော်ထစ်မော်ယုံရှုတရှုံတိုးသမိုးတောက်လျင်တနေဝင်တခွင်မြိုင်ကြီးကနိုင်စီးတဲ့ပကံမင်းသားကြီးအရက်ချစ်မျက်နာတွင်တောကိုမြင်ရတယ်တောင်တွေကိုမြင်ရတယ်ကြောက်ကမ်းပါးတွေကိုလည်းမြင်ရတယ်တောင်အားလုံးကိုနှင်းတွေကဖုံးထားတယ်တောအားလုံးကိုနှင်းရည်တွေကလည်းစွတ်ထားတယ်မြင်သမျှအားလုံးကလည်းစွတ်ပြန်ပြီးတော့မှလွမ်းမောပွေရာတွေကြီးပဲဘာယူကတောကိုဖြတ်လာတယ်တောင်တွေကိုကြော်လာတယ်ကြောက်ကမ်းပါးတွေကိုမှကူလူကြော်လွှားလာခဲ့ပါတယ်သူတွေ့မြင်လို့တဲ့ဖန်စီလိုလာတဲ့ကတိုးကောင်များကိုအရေးအယောင်ဒီကလုံးဝလည်းမမြင်ရသေးပါအိမ်ကနေပြီးတော့ထွက်လာသည်မှာတပတ်ခန့်ပင်ရှိလေပြီရှေ့ကနေပြီးတော့နေအောင်ကြောက်မလို့ရေခဲတောင်များအားလုံးကလည်းလက်လက်နဲ့တောက်လာကြတယ်စိန်သားစိန်နစ်လိုမျိုးအယောင်အရှံတွေကလည်းထွက်လာတယ်တောင်ကြီးရင်းကတောင်ကလပ်မှာတစ်ပင်များသည်ရေခဲတွေကိုနေဝင်နေကြတယ်မြစ်ပါတဲ့တစ်ပင်ကြီးတို့သည်ခါလေထိကူမှရေခဲထဲမှာနေမြုံနေတယ်နေနဲ့ပုတ်ပြင်းသောတစ်ပင်တို့သည်ကလည်းအဖျားအညွန့်သာပေါ်နေနိုင်တော့တယ်တောဆက်တောင်ကြီးနှင့်တောင်ကလပ်ကြားတွင်မြင့်မားလွန်ကြောက်တုံးကြောက်ချုံများသည်ကလည်းတွေ့ရတယ်ကြောက်တုံးကြောက်ဆောင်များပေါ်တွင်နင်းကဲတို့ကလည်းဖွဲ့စည်းကကတ်ခဲနေကြတယ်တောင်ကလည်းမြင့်မားလွန်သဖြင့်လေကလည်းအစမတန်တိုက်ခတ်တယ်လေထဲတွင်နင်းသည်နှင်းပွင့်နှင်းလုံးတို့ကလည်းလွင့်ပါလာကြတယ်လေနှင့်လွင့်ပါလာတဲ့နင်းသည်နှင်းပွင့်တို့သည်ကရေခဲပြင်ပေါ်မှာကျ၍ခနာချင်းရေခဲဖြစ်သွားကြတယ်။ဘာယူကလည်းရေခဲဖုံးလွှမ်းထားတဲ့တောင်တစ်ခုလုံးပေါ်ကအောက်ဖက်ကတစ်တော်အစစီတို့လှမ်းကြည့်နေတယ်။ပင်စီချရင်အားလုံးကိုရေခဲတွေကဖုံးထားတယ်။အကိုင်းခတ်တွေတို့တွေ့တဲ့အခါမှာတော့လေရေခဲဘက်ကလည်းကတ်နေကြပါတယ်။နှင်းကြောင့်မလို့အရွက်တို့ကလည်းမြေတက်သွားကြပြီ။များသောအဖြစ်ကတော့လေကရိုးကောင်များကရေခဲတောင်ရေခဲများလွှမ်းနေတဲ့တစ်တော်အစမှာကျက်စားလေးရှိတယ်။ရေခဲပြင်ပေါ်မှာပေါက်ရောက်တဲ့မိုးတစ်မျိုးကိုကတိုးကောင်များကအလွန်ကြိုက်နှစ်တက်ကြတယ်။ဒါကြောင့်မလို့ဘာယူကလည်းရေခဲမှုများပေါက်ရောက်တတ်တဲ့ကြောက်ဆောင်ရှည်ရင်းများတစ်ခုထက်ကိုတရွေ့နဲ့လှမ်းလာခဲ့ပါတယ်။ရေခဲပြင်ပေါ်တွင်ခြေလန်းရခြင်းမှလည်းမလွယ်ကူလာပါ။ခြေကရေခဲပြင်မာကိုဒုံးထဲမှာစမ်းပြီးတော့ထောက်ကြည့်တယ်။ဘတော်တဆရေခဲပုံးထဲမှာတက်နှင်းမိ၍ကျွံကြမိလျင်ရေခဲအောက်ထဲကိုရောက်သွားနိုင်တယ်။ယခုကလည်းလေပြင်းကထန်ချိန်ရေခဲတို့ကလည်းကြောက်သားပမာမမာသေးတဲ့အချိန်အနေမထိုင်သေးတဲ့အချိန်တွင်အထူးကိုဂယုစိုက်ရတယ်
ရေခဲပုံးကျွရင်လေးနဲ့ပါလာတဲ့ပြင်းစည်းနှင်းခဲတွေကလည်းနိုင်ပိုင်းအတွင်းမှာလူကိုမှဖုံးအုပ်သွားနိုင်တယ်ဘာယူကလည်းတတိကြီးစွာနဲ့ရှေ့သို့တရွရွနဲ့လှမ်းလာခဲ့တယ်နှင်းဒီနှင်းခဲတွေဝဲပြန်နေတဲ့ရေခဲတောင်ကျောတစ်ခုတွင်လှုပ်လှုပ်ရွရွနဲ့အရာဝတ္ထုတစ်ခုကိုလှမ်းမြင်လိုက်ရတယ်ဘာယူရဲ့ရင်းနဲ့ရုပ်ချီးကိုမှတတိတ်တိတ်နဲ့ခုံလာတယ်ကတိုးကောင်လားတမင်ကောင်လားတောင်စိတ်လားဘာယူကလေးကိုပကုံးမှာချက်ချင်းပဲဖြုတ်ပြီးတော့မှမြားစိတ်သွင်းလိုက်ပါတယ်သူ့ရဲ့မျက်လုံးအစုံသည်ရှေ့တူရှူတို့ကျွတ်ထွက်မတက်ကိုမှစိုက်ကြည့်နေတဲ့နင်းမိုးရွာသွန်းနေတဲ့ရေခဲတောင်ဆောင်အတိုင်းကိုမှအရာဝတ္ထုတစ်ခုကတရွရွနဲ့တက်လာတယ်မကြခင်မှာနောက်အရာဝတ္ထုတစ်ခုပေါင်း3ခုဘာယူကရှေ့တူရှူမှာအရာဝတ္ထု3ခုကိုကြည့်ပြီးတော့မှတက်မှတစ်ချက်ကိုချလိုက်တယ်လက်ထဲမှာဂိုင်းလေးကိုလည်းပကုံးပေါ်မှာပြန်၍လဲထားလိုက်တယ်ခန်းတောင်းမြင့်နဲ့မက်ရှိဦးကိုခြားတဲ့သူတွေသူတို့သည်တောင်မြင့်ပေါ်တွားတက်လာကြပါတယ်အမတ်တမဲနဲ့ကြည့်ရင်ရှေးလေးချောင်းတတဝါရီဟူ၍ပင်ထင်နိုင်ပါတယ်သူတို့ကရေခဲချိန်၌ရေခဲတောင်ပေါ်တွင်ကြောင်မြင့်များကိုမှတူးဖော်၍ဆေးဖြစ်နေရောင်းချကြတယ်ဘာယူအဖေဒီလဲတို့ခန်းတောင်းမြင့်ခြားသည့်အလုပ်ကိုပင်လုပ်ဖူးတယ်ခန်းတောင်းမြင့်တပိတ်သားလျင်ကျက်2000 3000လောက်ရပါတယ်ဒါကြောင့်လေရေခဲတောင်ပေါ်မှာတက်ဆွဆံပြားတက်ပြီးတော့မှခန်းတောင်းမြင့်ကိုရှာဖွေတက်ကြတာဖြစ်ပါတယ်ဘာယူကမူဒီထက်ကိုမှတန်ဖိုးရှိတဲ့ကတိုးကောင်ကိုရှာဖွေနေသူသည်ကတိုးကောင်ကိုမိရင်ငွေ1000ကျော်ထိကိုရနိုင်တယ်ကတိုးစီတစ်ချက်သားလျင်3000နီးပါးကိုမှဈေးရတတ်တယ်ကတိုးတစ်ကောင်လျင်အကြီးအသေးလိုက်ပြီးတော့မှတမတ်9မူသားရသည်ချစ်ချက်6ချက်သားအထိကိုမှရတတ်တယ်ကတိုးကောင်သည်တရုတ်တီးဘက်အိန္ဒိယတို့တွင်ပို့ပြီးတော့မှဈေးကောင်းတယ်တရုတ်လောပတ်နဲ့တီးဘက်ကလားများကလည်းကတိုးမွေးစီကိုဈေးအဖြစ်နဲ့သုံးကြတယ်ကတိုးအမုံကိုအဝတ်ဖြင့်တေးသေးထုတ်၍ကလေးများရဲ့လေပင်မှာဆွဲပေးထားကြတယ်ထို့သူနဲ့ဆွဲထားပေးပါကအန်ရကင်းတယ်လို့အယုံကြည်ရှိကြတယ်ကတိုးမုံကိုစောင့်ထားပါကချစ်သူခင်သူပေါ်သူဟူ၍အဆောင်အဖြစ်နဲ့အသုံးပြုကြတယ်နားကိုက်ရင်ကတိုးစီကိုမှရေအေးနဲ့ဖြောပြီးတော့နားတဲ့ကိုထည့်လျင်ပျောက်ကင်းနိုင်ပါတယ်ထို့ပြင်ကိုတချမ်းသေးခြင်းငန်းတက်ခြင်းတငယ်နာဆေးအဖြစ်နဲ့လည်းအသုံးပြုတတ်ကြတယ်အထူးသဖြင့်ကတော့တရုတ်တို့ရဲ့အားဆေးတွင်ပို၍တောင်အသုံးများပါတယ်ကတိုးရီကတိုးအမွေးအယိုးခွာရှာအမီကတိုးကောင်အစိပ်ပိုင်းသည်ဘာမဆိုသူ့နေရာနဲ့သူတော့အလွန်မှဆေးဘက်ဝင်ပါတယ်ဟေးရှေ့ရမိတ်ဆွေကြီးစိန်တောင်လားငွေတောင်လားပြုတ်ကြောင်မြစ်ကိုရှာနေသူများသည်ရေခဲတောင်ပေါ်တွင်မတ်တက်ရက်နေတဲ့ဘာယူကိုလှမ်းမြင်နေရသဖြင့်အော်ပြီးတော့မှနှုတ်ဆက်ခြင်းဖြစ်ပါတယ်ကျုပ်ကငွေတောင်ပါပြုတ်ဘာယူကလည်းလှမ်း၍အော်ပြောလိုက်တယ်ဤဒီကသူတို့တွေနားလေတဲ့ဒေသစကားဖြစ်ပါတယ်ငွေတောင်ဟုပြောရင်ကရိုးရှာတဲ့မုတ်ဆိုးစိန်တောင်လို့ပြောရင်ကြောင်မြစ်မရှိဦးကိုရှာတဲ့သူတွေကန်းတောင်မြစ်ကရေခဲတောင်နှမ်းကြီးပေါ်မှာပေါက်ရောက်၍ကတိုးကောင်ကတော့ရေခဲတောင်အနေပိုင်းတစ်တော်အဆက်တွေမှာကျက်စားတတ်တယ်ဒါကြောင့်မလို့ရေခဲတောင်မြင့်ကိုစိန်တောင်လို့ခေါ်ပြီးတော့မှအနေပိုင်းကိုငွေတောင်လို့ခေါ်တယ်ဒီဒေသစကားနဲ့ငွေတောင်ကတားကောင်စိန်တောင်ကဈေးမြေဤဒေသနေလျင်တခုခုကျွမ်းကျင်ရမည်လို့ဆိုတဲ့ဈေးမြေချသူ3ယောက်သည်လမ်းမတူသဖြင့်ဘာယူကိုဖဲကျင်သွားကြပါတယ်တကယ်လို့သာဘာယူကဈေးမြေချသူဆိုရင်ပေါင်းလိုက်ကြရမည်အတူတကွနဲ့ဈေးမြေရှားကြမည်သူတို့3ယောက်မှလည်းဤတို့ဤနယ်မဲ့ပေါင်းလာခဲ့ကြပုံရပါတယ်ဘာယူကလည်းရေခဲတောင်နဲ့တက်တော်အစပတ်ရေခဲပြင်ပပေါ်သို့ဆင်းလာခဲ့တယ်ညနေအိတ်ဆက်ရန်နဲ့ခေါ်ပြင်ဖုတ်စားရန်လေးကွဲတဲ့ကြောက်ခေါင်းကြောက်ကြိုက်တစ်ခုကိုပါရှာဖွေထားခြင်းနဲ့နေရောင်ကြီးကိုစူးစူးဆက်ချမမြင်ရတော့လဲအလင်းကတော့တဖြည်းဖြည်းနဲ့အားအိမ်ကြီးမားလာပါတယ်နှင်းသည်နှင်းပေါက်တို့ကလည်းအကျဆဲလာပါတယ်ရေခဲပြင်နဲ့တောင်ကျောအဆက်တို့ဘာယူကရောက်လာတယ်ရေခဲငှက်တအုပ်တီလည်းအတောင်ဖြတ်ပြီးတော့မှနေရောင်ကြီးအလာကိုစောင့်မျှော်နေကြတယ်ရှမ်းလွန်သဖြင့်အနှွေးတက်ကလည်းရလို့ရညာတောင်းတနေကြပါတယ်ဘာယူကအစိမ့်မဲ့မြားတစင်းကိုမှလေးညွတ်မှတင်လိုက်တယ်အကြီးဆုံးသောရေခဲငှက်တစ်ကောင်ကိုလည်းရှင်ရွယ်လိုက်တယ်ညနေစာမနက်စာအတွက်ကိုတစ်ကောင်တည်းနဲ့ကိုဖူးလုံနိုင်တယ်လေးညွတ်ကနေပြစ်လွတ်လိုက်တဲ့မြားတန်သည်နှင်းသည်နှင်းပွင့်များကိုကြော်ဖြတ်ပြေးသွားပါတယ်ညကလေးငိမ့်နေတဲ့ဘာယူကထင်းကျူသားအစိမ်းများကိုမီးရှို့ပြီးတော့မှရေခဲပြင်ပေါ်မှာပြစ်ခတ်လာတဲ့ရေခဲဘဲတချမ်းကိုမှကင်နေပါတယ်တချမ်းကိုမူမနက်ကအစိမ်းစားပစ်ခဲ့ပြီးထင်းယူကိုင်းအစိမ်းမှအစီများကိုမီးတော်ဝေါနဲ့တောက်လောင်နေပြီးကြောက်လိုင်ကောင်းရဲ့အပြင်ဘက်ကရေခဲကျင်ကြီးကတော့ညနိုင်ပင်အယောင်တလက်လက်တောက်ပါနေတယ်မုံနှင်းကလည်းတဖွဲဖွဲနဲ့ကြာလာနေခဲ့တယ်နှင်းမိုးနှင်းသီးများကို
မထိုးဖောက်နိုင်သောလာရောင်သည်အလင်းရှိုံမြသာထင်နေတယ်အပြင်ထွက်ကြည့်တော့လေလာဝန်းဆိုသည်ကိုတော့လုံးဝမမြင်ရမှာမဟုတ်လာဝန်းကိုမဆိုထားပါနဲ့ဤအရက်တွင်ဤလိုမျိုးယာတီ၌နေဝန်းကိုပင်အလုံးလားအပြားလားဆို၍ခွဲခြားမြင်ရဖို့ဟာခဲရင်နေလာစမ်းရက်လာပြည့်ရက်များတွင်ကတိုးကောင်များမိတ်လိုက်တက်သည်ကိုလည်းဘာယူတွေးနေတယ်အခုဆိုရင်လာစမ်းရက်ကိုကတိုးကောင်များကိုဒီရေခဲတောင်ရဲ့အဆက်တွင်မုတ်ချတွေးမိဟု၍လည်းယုံကြည်ထားတယ်နင်းသည်နှင်းကဲတို့အကြလွန်ပြီးတော့မှရေခဲမှုတို့ကလည်းပွင့်ကုန်ကြပြီနေကင်းကတွေ့ခဲ့တယ်မိုးမွေးချင်းကိုတော့လည်းကတိုးကောင်များရောက်သွားပုံမရသည်မိုးပွင့်မှုကုန်များကလည်းအပဲ့အကျိုးကိုလည်းမတွေ့ရပါမနှက်ဖြင့်အဲ့ဒီမှုချင်းအနားလေးထိတဝိုက်ကိုသွားပြီးတော့စောင့်ရရင်ကောင်းမလားအမွေးကြိုက်တဲ့ကတိုးကောင်များသည်ဤနှင့်မြန်မာနိုင်ငံဘက်သို့မလှည့်ပဲနဲ့စန္ဒကူပန်းပွင့်ကိုပေါ်တဲ့ဒီဘက်နှင့်အိန္ဒိယနယ်မြေဘက်များကိုရောက်နေကြရောသလားကတိုးကောင်များသည်ရေခဲမှုကိုကြိုက်တယ်လို့မျိုးပန်းကိုတော့လည်းကြိုက်တယ်မွေးနေတဲ့ပန်းကိုပိုကြိုက်တယ်ရေခဲမှုနဲ့အမွေးပန်းကိုကြိုက်တယ်လို့မျိုးစောင်းကိုလည်းကြိုက်တယ်တရိတ်ဆန်တွေပါဖြစ်ပါတယ်စောင်းချီတဲ့အရက်စောင်းရက်ရှိတဲ့အရက်တွေ၌အနေများတတ်ပါတယ်အေးကောင်အမွေးကောင်ကတိုးကောင်များရဲ့အကြောင်းကိုတွေးရင်းကနေပြီးတော့မှဘာယူကအိပ်ပျော်သွားတယ်အိမ်မက်ထဲတွင်ဘာယူကကတိုးကောင်များကိုလိုက်လံပစ်ခတ်နေလေတယ်ဒီနေ့မနက်ခင်းဒီကပို၍ပင်အလင်းရောင်ရနေတယ်ရေခဲတောင်များဒီကစိန်ရောင်မှန်ရောင်မြလက်၍နေကြတယ်ဘာယူကစကန်းကနေထွက်လာတယ်မြင်နိုင်သမျှမျက်စိတစုံကိုကြည့်တယ်အရှိအနောက်တောင်မြောက်ကတိုးကောင်ရှိတဲ့အရေးအယောင်မြပင်မမြင်ရအနက်အသက်ကိုလည်းမရှုမဆိုင်ရသူသည်ငွေရောင်လက်နေတဲ့ရေခဲတောင်ကျောမှာဝေတင်ပြူခင်းထားတဲ့ခင်တန်းဘက်ကိုရှောက်လာခဲ့တယ်နားမျက်စိကိုမှဖွင့်ထားတယ်ကတိုးရဲ့ငွေပြန့်နေတဲ့အနက်အသက်ကိုလည်းလေထဲတွင်ဖမ်း၍ရှူကြည့်နေတယ်တကယ်လို့ကတိုးကောင်များသာဖြတ်သွားပါကမွေးတဲ့အနက်ကိုလည်းရှူချရမယ်ကတိုးကောင်များဖြတ်သွားရင်အနက်ကရတယ်ကတိုးကောင်များကတေးပန်းထိုက်ရင်လည်းပို၍ပင်အမွေးနက်ကစူးချနေတတ်တယ်ရေခဲချက်တစ်ကောင်ကိုသူကမနက်ကထ၍ပြည့်၍ရခဲ့တယ်ရေခဲပြင်ပေါ်မှာကြက်များကအတောင်များရှိတော်လဲအမြင့်ဝေးတို့လည်းမပြန်နိုင်ကြပါပြေးရင်ရေခဲပြင်ပေါ်မှာခုံဆွနဲ့ပြေးနေတတ်တယ်ဒါကြောင့်လေးနဲ့ပြည့်၍ဖမ်းရလွယ်ကူပါတယ်ရေခဲပြင်ပေါ်မှာထိုးထွက်နေတဲ့ထင်းရှူးတစ်ပင်ရဲ့အကိုင်းကိုဖြတ်တဲ့နှစ်ချမ်းခွဲကရေခဲပြင်ပေါ်မှာပြန်ဆိုင်တဲ့မီးကတ်နဲ့မီးခတ်တယ်ဝါကုန်းကိုမီးရှို့တယ်ထင်းရှူးကိုင်းကိုမီးတိုက်တယ်အစီများတဲ့ထင်းရှူးကချက်ချင်းကိုမှမီးတောက်လာပါတယ်ထင်းရှူးမီးတောက်ပေါ်တွင်ရေခဲကြက်ကိုအမွှေးမတုပ်ပဲထဲမီးဖုတ်လိုက်ပါတယ်လင်းငိမ့်နေသဖြင့်ခဏချင်းပဲကြက်သွားပါတယ်ရေခဲကြက်ခင်ကိုလက်တစ်ဖက်ကကင်စားရင်းကနေဘာယူကတောင်ကျောတစ်ခုပြီးတော့တစ်ခုကိုကြော်လာတယ်ပတ်ဝန်းကျင်ဘဲညာကိုလည်းမျက်စိနဲ့နားနှာခေါင်းတို့ဖြင့်အကဲခတ်လိုက်ပါတယ်နေ့လေလောက်တွင်တောင်ကြိုက်တစ်ခုကိုရောက်လာခဲ့ပါတယ်မမျော်လင့်မဲနဲ့လေပြင်းလာတယ်နင်းငယ်နှင်းသီးတို့ကလည်းတအူကြီးနဲ့မြည်၍လေထဲမှာပါလာကြတယ်ရုပ်ချင်းပင်နှင်းမောင်ကြီးကျသွားပါတယ်နှင်းမုံတိုင်းကျလာပါပြီဘာယူကစကန်းရှိရာသို့အလျင်မြန်နဲ့ပြန်ရန်ရှေ့ဦးလှည့်လိုက်တယ်မတ်တက်ရက်ရည်ပင်မရလေကပြင်းလာတယ်မတ်တက်ရက်တိုင်းမှာပြိုလဲကျသွားပါတယ်အဝေးမြင်ကွင်းဆိုတာလဲရှေ့ပေအစိတ်ခန့်ကိုပင်ပြမမြင်ရမိနစ်တိုင်းတွင်မှာအမောင်ထဲမှာနေနေတယ်မတ်တက်ထိုက်ရတိုင်းအကျိန်များစွာလဲကြတယ်လုံးဝမတ်တက်ရက်ရည်မရတော့ပါအေခဲပြင်ပေါ်ကတိတ်ဆန်တကောင်လိုမျိုးလေးဘက်ထောက်သွားနေရတယ်စကန်းရှိရာဘက်ကိုလေးဘက်ကုန်း၍မှန်း၍ရှောက်လာခဲ့တယ်ရုတ်တရက်အနောက်ကရှေးတန်းကိုကြားလိုက်ရသဖြင့်လှည့်ကြည့်လိုက်တယ်ဆယ်စားထက်မနှဲတဲ့ဒေါတရိတ်ဆန်တအုပ်သည်လေးခွဲရာဂျိုင်ဝမ်ဘက်ကိုမှအစောတလင်နဲ့ပြေးလွှာနေကြတယ်သူ့အိုဝင်အုပ်ကတိုးတိုက်သွားကြတယ်နင်းမုံတိုင်းကြ၍ဝိုးဝါဖြစ်နေတော့လေဘာယူကအတွေ့အကြုံရချက်ချင်းတီးလိုက်ပါတယ်ရေခဲတောင်နဲ့တစ်တော်ဆက်တွင်ကျက်စားတတ်တဲ့ဝန်များနေမုံတိုင်းကြပြီးတော့မှလေးခွဲရာသို့ပြေးကြတယ်သူသည်လေးခွဲရာကိုတွားပြီးတော့ပြေးနေတယ်ဝန်သေးအထူကြီးကိုဝတ်ထားသည့်သူအားဝန်အုပ်ကသူ့မျိုးတူတရဝါဟူ၍ထင်သွားပုံရပါတယ်သူသည်ဝန်များကဲ့သို့ပဲလေးဘက်ထောက်ခါသွားနေရသည်မဟုတ်ပါလားမုံတိုင်းဒီကလည်းပို၍ပင်ပြင်းထန်လာတယ်လွယ်ထားတဲ့လွယ်အစ်ကြီးနဲ့လေးကိုင်းမြားကြည်တော့ကိုပြုတ်မကြအောင်လို့မနှဲကိုမှကြိုးစား၍ထင်းရတယ်အမောင်ဒီကပို၍ပင်တိတ်တဲလာတယ်အချိန်ကလည်းနေဆောင်စာအချိန်ဖြစ်ပါတယ်သူ့နောက်ကပြင်းထန်တဲ့ခြေတံတစ်ခုကိုရုပ်ချင်းကြားလိုက်ရပြန်တယ်နင်းမောက်ထဲတွင်ဘလို့ပါကိုရှောင်လွဲရည်လေအချိန်ကမရလိုက်ခြေတံပြင်းသလို့လင်းမြန်လွန်းလာပါတယ်အတန်ကြားသည့်စက္ကန့်ပိုင်းအတွင်းခြေတံရှင်ကသူ
သူ့ကိုအချိန်ပြင်းပြင်းနဲ့တိုက်ပြေးသွားပါတယ်။ဘာယူသည်ရေခဲတောင်ပေါ်သို့တလင်းကောက်ကွေးနဲ့ကြာသွားတယ်။တောင်စိတ်လားသားမင်းလားဘာကောင်ကဝင်းတိုးသွားမှန်းလဲတတိမထားမိလိုက်နိုင်။နေမုံတိုင်းကြောင့်မလို့တထိန်တလန့်ပြေးလာတဲ့တရိတ်ဆန်သည်လူကိုပင်ကြောက်ရွံ့ကကောင်းမှမသိဘဲနဲ့ဝင်တိုက်သွားပါတယ်။ဘာယူကဒလင်းကောက်ခွေးလိန်စင်းနေရာကနေတတိကိုအတက်နိုင်ဆုံးနဲ့ဆယ်ထားပြီးတော့မှကိုထိန်ရန်ကြိုးစားတယ်။သို့တော်လေလိန်စင်းလာတဲ့အချိန်ကပြင်းထန်သဖြင့်ရုတ်တရက်မထိန်မဆယ်နိုင်ရင်စောက်တရားမရနိုင်အောင်လိန်ကြနေရာကနေဝရမောက်ကျသွားပါတယ်။ရှေလက်တွေကစန့်တန်းလိုက်တယ်။ဝန်တရေလွယ်အိတ်ကြီးနဲ့လေးကိုင်းမြားတောက်ကိုမှခုခံနေသဖြင့်ဝရမောက်၍တော်တော်နဲ့လည်းမရပါ။လိန်မြဲလိန်ကြနေတယ်။ရင်ထဲမှာတတိတ်တိတ်နဲ့အခုံမြန်ကအေးကနေဟာကနေဖြစ်နေတယ်။ခေါင်းထဲတွင်မူးနောက်နဲ့ဖြစ်လာတယ်။ဒိန်းကနေတစုံတစ်ခုနဲ့ဝင်တိုက်ပြီးတော့မှတိလိုက်ပါတယ်။ကြောက်ဆောင်လားတစ်ပင်လားတက်ကြည့်တတော်တကောင်လားခွဲကြ၍ပဲစိတ်အတိကသာမဆုံးမိသေးပါဘာယူကတတိလက်လွတ်ဖြစ်သွားလိမ့်ပြီနှင်းအမောင်ဒီကပို၍ပင်နှက်သွားပါလိမ့်ပြီဒူးဝင်းမပေါ်မှတ်မြော်ပါရနေကိုတလဲဘဲကရှေ့နောက်ဘဲတောင်မြောက်ဟုတွေးထောက်မမှန်ဖြစ်ရဟန်ကိုဖန်အံ့ဩကြံတိုင်းမော့စွာဘဲတော့ဘဲမြိုင်မတိနိုင်ကေလက်ဝဲသုံးတရပြန်၍တတိရလာပါတယ်ဘယ်နေရာရောက်နေမှန်းမသိဘယ်တောမှန်းမသိဘယ်တောင်မှန်းမသိဘာမှမသိဖြစ်နေမိပါတယ်နေမုံတိုင်းကလည်းငြိမ်ကျသွားခဲ့ပြီဖြစ်တယ်ရုတ်တရက်နိုင်ပိုင်းအတွင်းမှာတိုက်ခတ်သွားတဲ့နှင်းမုံတိုင်းကနင်းတူရေခဲပြင်တပေတမိုက်ပုံထားခဲ့လေတယ်နှင်းပွင့်ရေခဲမော့မော့တဲ့နေမြုံနေခဲ့တဲ့သူ့ချစ်တော်နှစ်ချောင်းကိုမနှဲအာယူပြီးတော့မှလှုပ်နှုတ်ရတယ်တစ်ပင်ပေါ်မှာကန့်လန့်ဖြန်တင်နေ၍သာတော်ပါသေးတယ်ကြောက်သေးတာကျသွားပါကရေခဲထဲမှာရောက်သွားနိုင်ပါတယ်နှင်းပွင့်တို့ဖုံးလန်းသွားနိုင်တယ်ခြေကျွန်းနေသည်ကိုလည်းလှုပ်နှုတ်ပြီးတဲ့အခါမှာတော့မိမိကိုပြန်ပြီးတော့မှစစ်ဆေးကြည့်နေမိတယ်ခါနေနေနာကျင်တွေကလွဲပြီးတော့မှပွန်ပယ်ရှာရရှေ့ရမရှိကိုနဲ့မကွာဘူးချီထားတဲ့ဝင်းပလေးတရေအိတ်ကြီးနဲ့မြားကြီးတောက်ကလည်းကိုနဲ့မကွာရှိနေသေးပါတယ်ကိုင်းလေးလက်နက်ကအရေးကြီးဆုံးပစ္စည်းဘာယူရင်ထဲမှာထိတ်ကနေဖြစ်သွားတယ်တရိတ်ဆန်တကောင်တိုက်ပြေးသွားရင်ရေခဲတောင်ပေါ်ကနေပြီးတော့မှလိမ့်ကြလာရတွင်အီမြမထိတ်လန့်မိပါရေခဲတောင်ပေါ်ကအကြိမ်များစွာရှော့ဆင်းဘူးတဲ့လိမ့်ကြဖူးသဖြင့်စိုးရင်ပူပန်ခြင်းကလည်းများစွာလည်းမဖြစ်မိတုံလှုပ်လျှောက်ချခြင်းကလည်းမဖြစ်မိနောက်ဆုံးအမောင်ထဲတွင်တစုံတစ်ခုနဲ့ဝင်တိုက်မိ၍တတိလက်မေးမျောသွားသည့်အထိကိုအီမြမပူပန်မိအခုတော့လေသူ့ရဲ့အဓိကလက်နက်အသက်သွေးကြောပမာရေးကြီးတဲ့ကိုင်းလေးကရေခဲတောင်ပေါ်ကနေပြီးတော့လိမ့်ကြရာတွင်ဘယ်နေရာမှာပြုတ်စင်ကြခဲ့သည်လဲမသိတော့ပါတကူလုံးမှာထုံချင်းကြိုက်ခဲနေအောင်လို့အေးဆန်နေတဲ့ရေခဲတောင်ပေါ်တွင်ဘာယူရင်ထဲမှာအပူငွေ့တွေကပြန်လာတယ်အသက်ရှူလိုက်တိုင်းမှာပါးစပ်နဲ့နှာခေါင်းကအပူငွေ့တွေကတွန်းထွက်လာပါတယ်ဒီနေ့ကစိုးရိမ်တော့ကအပူကတကူလုံးကိုမှအခိုးငွေ့တွေပြန်ကဇော်ရွှေတွေကလည်းစေးစေးထန်ထန်နဲ့ထွက်လာတယ်ဒီနေ့ကလက်တစ်ဖက်နဲ့ဖိပြီးတော့မှပတ်ဝန်းကျင်ကိုဘဲညာကြည့်တယ်သူလိမ့်ဆင်းလာခဲ့တဲ့ရေခဲတောင်စီကြောင်စွတ်ကြောင်ကြီးရဲ့ဝမ်းနဲ့ကြေကွဲဆိုရမောကြည့်တယ်နင်းဖုံသွားတဲ့ဖြင့်စွတ်ကြောင်ကလည်းမထင်စီကြောင်ကလည်းမမြင်ဆုံးချုံရပြီအားငယ်စိတ်တရားလည်းရှက်ချင်းပဲငယ်တိတ်တက်သွားပါတယ်ဘယ်နေရာကြည့်ကြည့်ရေခဲတောင်ရေခဲပြင်ရေခဲတောထဲတွင်လူသတ္တဝါဆို၍သူတယောက်တည်းပါကိုင်းလေးလက်နဲ့မဲသွားတဲ့မုတ်ဆိုးတယောက်သည်အသက်သေးခြင်းနေတူတူပါရေဝေနွမ်းလျနေတဲ့မျက်လုံးတစ်စုံနဲ့ဟိုတီတီနဲ့လှမ်းကြည့်နေတဲ့ရုတ်တရက်ဝမ်းသာလုံးစုံသွားပါတယ်ဖွာဟိဟုတ်ပါစီမှန်ပါစီလို့စိတ်ထဲကပဲရေရွတ်လို့တစ်ပင်နာခုံချလိုက်တယ်ကိုင်းလေးသည်သူကက်လန့်ဖြတ်တိုင်မိခဲ့တဲ့ထင်းချူပင်နဲ့အနားတွင်လွင့်စင်ကြနေတယ်နှင်းသည်နှင်းပွင့်တွေဖုံးလန်းသွားသဖြင့်အစာတစ်ဖက်သာတထွာလောက်ကိုရေခဲပြင်ပေါ်မှာထိုးထွက်နေပါတယ်အမှန်တမဲ့ကြည့်လိုက်ရင်တစ်ကိုင်းတစ်ငုံလိုပင်ဖြစ်နေပါတယ်အမှန်ကတော့ကိုင်းလေးကိုဆုံးချုံရပြီဟူသောစိုးရိမ်စိတ်နဲ့ဇောလျံကအနီးအောက်ရှိကိုတေးရှိရှာရှာနဲ့မကြည့်ဘဲနဲ့သူ့လိမ့်ကြခဲ့တဲ့စွတ်ကြောင်စီးကြောင်ရေခဲတောင်ပေါ်ကသာဥစွာမှာလှမ်းကြည့်နေခြင်းသာသူ့ရဲ့အမှားပါဘာယူကလည်းဝမ်းသာအားရနဲ့သူ့ကိုင်းလေးကိုရေခဲပြင်ကနေဆွဲထုတ်လိုက်တဲ့နေချေလာများပျောက်ဆုံးနေခဲ့တဲ့ယတနာတစ်ခုဆုံးပြီဟူ၍အဆုံးချထားတဲ့အဖိုးတန်ပစ္စည်းတစ်ခုကိုမမျော်လင့်မင်းနဲ့ပြင်ရသူတယောက်လိုမျိုးဘာယူကသူ့ရဲ့ကိုင်းလေးကိုအကြာကြီးစိုက်ကြည့်နေတယ်သူ့လက်ထဲတွင်ဒီကိုင်းလေးရှိနေမှလျင်ဘယ်နေရာရောက်နေမပူပန်တော့ပါမစိုးရိမ်တော့ပါမိတိတရဝါမိတိတရိษံနဲ့ရင်ဆိုင်ပြီးတော့တွေ့မကြောက်ရွံ့တော့ပါမတုံမလုတ်တော့ပါ
ဘာယူကလည်းဘာမဆိုရင်ဆိုင်ရဲပေပြီဘာယူသည်နှိမ့်နှိမ့်ရှိုက်ရှိုက်နဲ့ပြုံးလိုက်ပါတယ်ဒီဒေသတဝိုက်တွင်ဘယ်နေရာကကြည့်ကြည့်ထာဝရမြင်တွင်တွေ့နိုင်တဲ့ခါခါဘိုရာစီတောင်ကြီးသည်သူ့ကိုလမ်းပြပေးနေလိမ့်မည်ရေခဲတောင်ပေါ်တွင်အသားရဆုံးသောရာသီဥတုတို့ရောက်လာပြီးရေခဲပြင်ပေါ်တွင်အမြင့်တွဲ၍ရေခဲမိုတို့သည်ကလည်းလိုက်လိုက်ကိုပွင့်လို့နေပါပြီပန်းတစ်ပင်တို့သည်လည်းအပွင့်အဖူးတွေကဝေလာကြပါပြီရေခဲတို့သည်ကလည်းပျော်စပြူလာပြီနွေရာသီကလည်းရင့်လာပြီနေအောင်ကြီးကလည်းရဲရဲတောက်တောက်ပါပြီးတော့မှပတ်ဖြန်းလာပါပြီအလွန်တာတောင့်တာယာရှိလာတဲ့ရေခဲတောင်ကျောနဲ့ပန်းတို့ရဲ့ပွင့်ဖူးနေကြတဲ့ရေခဲဖုံတစ်တော်ကိုငေးကြည့်ကနဲ့ဘာယူကရင်ပူတော့ရွာကအိမ်ကနေထွက်လာမှတလကျော်ဖြစ်နေတော့လေကရုံးကောင်းဆိုဒီမှာမြင်မမြင်ဘူးမမြင်သေးပါကံကောင်း၍ရေခဲတောင်ပေါ်ကနေလိမ်မကြရတာမသိနေမုံတိုင်းကလည်းမြုပ်၍လည်းမသိဟောကိုက်စိတ်ခန့်တာမင်းခက်၍တာမသေးသေးပါဤဒီကိုပင်ကံကောင်းတယ်လို့ရင်ဆိုရမေလားခတောင်းမြင့်မရှိဥရှာတာကမှကောင်းလေမည်ဟုလားအခုလောက်ရက်နေစာရင်တော့လေခတောင်းမြင့်မရှိဥရှာပါကတပိတ်သားလောက်တော့လဲအနည်းဆုံးရရှိရောမည်ဒါကြောင့်လဲသူ့ဖေဥယော်ရကမသေးကြမရေရတဲ့ကရိုးရှာအလုတ်ကိုမလုတ်သေးကြတဲ့ခန်းတော်မြင့်မရှိဥဝေရှာမြဲလို့တသက်လုံးခန်းတော်မြင့်မရှိဥကိုရှာလာတာငါကရိုးရှာကရိုးပန်းထွက်လာတာမှားများမှားလေပလားစိတ်တက်ကြခြင်းလာပါတယ်သို့တော့တတော်ဝင်တတောင်တက်ကရိုးကောင်များကိုတော့ရှာဖွေစေပါမစွန့်လွတ်ရဲသည်ကြားမီကိုအစွဲမှားသူလိုမျိုးမဖြုတ်ရဲတော့ရေခဲတို့ဖုံးလွှမ်း၍ခတစ်ပိုင်းနင်းမြုံနေတဲ့ပိန်းတစ်တော်တစ်ခုကိုရောက်လာတယ်တစ်ပင်ငယ်များမှာလက်ညှိုးလက်မသာရှိပါတယ်အပင်တိုင်းလိုပန်းတို့ကလည်းပွင့်နေတဲ့ပင်စီများကိုရေခဲကဖုံးထားသဖြင့်ပန်းပွင့်များသည်လည်းရေခဲပြင်နဲ့ထိလူနှစ်ပန်းကိုတွဲဆွဲနေကြတယ်ထူးဆန်းတာကတော့လေအမွှေးနံတစ်မျိုးကလည်းပန်းနဲ့ရောချက်နေတာပါနားထဲတွင်ထူးဆန်းတဲ့အတန်တစ်ခုကိုလည်းညင်ညင်တသားနဲ့ကြားလိုက်မိပါတယ်ဘာယူရဲ့ရှီလန်းကရုတ်ချီရက်တန့်သွားတယ်စက္ခုသောတာနာနာဇီဝကာရမာနဆိုတာကလည်းအာယုံအားလုံးကိုစွန့်ထားလိုက်ပါတယ်မျက်စိမှမြင်ရတယ်နားမှကြားရတယ်နှာခေါင်းကအနံ့ရတယ်ပါးစက်ကစေထားရတယ်ကိုမတ်ထားရတယ်စိတ်ကိုအတည်ငြိမ်ဆုံးစေထားရတယ်အကြတီကိုပင်မြင်ရကြားရလောက်အောင်လို့ငြိမ်ထားရတယ်အမွေးအကြိုင်ကြိုက်တဲ့ပန်းကြိုက်တဲ့ကတိုးကောင်တစ်ကောင်သည်ပန်းတော်တဲ့ကိုရောက်နေလေပြီကတိုးကောင်ဤခန္ဓာကိုယ်နှင့်ချက်အထက်မှာရှိတဲ့ကတိုးအိတ်ကမွေးပြန်ခြင်းကပန်းပွင့်တွေကိုစားသဖြင့်ဖြစ်ပါတယ်ကတိုးကောင်တွင်ချက်အထက်ကအမွေးအိတ်ရှိတဲ့ထိုးကြောင့်လေတောမုတ်ဆိုကြားတော်တို့ကကတိုးကောင်ကိုဖမ်းစားရနိုင်ချက်အထက်ကိုမစားဘဲနဲ့ရှန်ထားတတ်တယ်လူအတွက်ကတော့ကတိုးအိတ်ကမွေတော်လဲတရိษံများကမွေလွန်သောကတိုးနံကိုတော့မခံနိုင်ကြဒါကြောင့်လေတခြားတရိษံများကကတိုးကောင်နားကိုမကတ်ကြအသားစားကျူးတဲ့တောမုတ်ဆိုကြားငစင်လေးပဲတခြားတရိษံများကိုဘလို့မှလည်းဖမ်းဆီးလို့မရတဲ့အခါမှာတော့ငတ်ကြီးတပန်းကြတဲ့အခါမျိုးမှသာကတိုးကောင်ကိုကိုက်သက်စားတတ်တယ်များသောအဖြစ်ကတော့လေကတိုးကောင်များကအနေများတဲ့ရေခဲတောင်ပေါ်မှာအေးလွန်း၍ကြားကလည်းအနေနေပါတယ်တောလုံရီတခါတခါမှလည်းရောက်လာတတ်ကြခြင်းသာပန်းတော်ရေခဲပြင်ပေါ်တွင်ရေလျာသွားလာနေတဲ့ကတိုးကောင်ကိုလှမ်းမြင်ရတယ်ဘာယူရဲ့ရင်ထဲမှာရုပ်ချီးပဲပီတိတွေပြည့်ရှံလာပါတယ်ကိုင်းလေးကိုချက်ချင်းဖြုတ်အပြင်းဆုံးတဆွစ်ခုံမြားစိတ်ကိုတင်လိုက်တယ်မြားတန်သွားရမိလေကြောကိုလည်းတတိပြုတ်လိုက်တယ်လေဆန်ဖြစ်နေရင်မြားစုတန်ဟတ်ထိတ်တိုင်းတုတ်လိမ့်ထားတဲ့အစိတ်သည်လန်းခုလက်၌လေတိုက်၍ပါလာကအာနိသင်ကလည်းရော့သွားနိုင်တယ်အစိတ်များကင်သူမုတ်ဆိုးသည်လေကြောကိုနားလေရတယ်အမွေးကြိုင်ကြိုက်တဲ့ကတိုးကောင်ကပန်းပွင့်လေးကိုသာခူးစားနေတယ်ကတိုးကောင်များရဲ့ကိုနှင့်အစီအိတ်ကမွေးခြင်းမှာတော့မွေတော်ပန်းများကိုစားသုံးခြင်းကြောင့်ဖြစ်နိုင်တယ်ပန်းပွင့်စားနေတဲ့ကတိုးကောင်မှာနှစ်ပေချော်ခန့်မြင့်နေအချိန်မှာတော့3ပေကျော်မီကြောကုန်းတွင်မီးကိုရောင်အမွှေးနဲ့ရင်ဘက်တွင်လည်းအဖြူကွက်များရှိတယ်မေယိုအောက်သို့ထိုးထွက်နေတဲ့အဆွဲနှချောင်းကိုမြင်ရသောအဖြစ်ကတိုးကောင်မှာအထီးဖြစ်ချောင်းတေးကြပါတယ်ကတိုးကောင်တွင်ဥကြုံမရှိပါဘာယူကလည်းကိုင်းလေးကိုမောင်းတင်ကားနဲ့မြားတန်းကိုချိန်ရွယ်နေတယ်တလကိုသတင်းမြပင်မခံထားပြီးမှတွေ့ရတဲ့ကတိုးကောင်ကိုလက်လို့မခံနိုင်ပါဒါကြောင့်မလို့ပြစ်မှတ်ကိုတစ်ပင်ကြောက်ဆောင်တို့ကင်းလွတ်အောင်လို့တိတိကျကျနဲ့ချိန်ရွယ်ရတယ်တရေကောင်ရဲ့အော်ညီးတန်နဲ့အတူအတန်တစ်ခုကိုရုပ်ချီးပဲကြားလိုက်ရတယ်ပန်းစားနေတဲ့ကတိုးကောင်ချက်ချင်းပဲခေါင်းထောင်လာတယ်နားကိုထောင်၍တထိတ်တက်လန့်ဟန်ပြင်းနေခြေထောက်မလန်းမီမှာပင်တ
သူ့ထက်ကြီးတဲ့ကတိုးကောင်ကြီးတစ်ကောင်သည်သူ့နောက်သို့ရောက်လာလေတဲ့ကတိုးအထီးကောင်သည်ချက်ချင်းပဲထွက်ပြေးသွားတယ်အမသည်ညင်းညင်းညံ့ညံ့အတန်ပြူ၏အနောက်ကနေလိုက်၏ကတိုးကောင်များသည်မိတ်လိုက်ရာ၌တခြားတောတရိษံများနှင့်မတူဘဲနဲ့ထူးခြားတယ်တခြားတရိษံများမှာအထီးကသာအမတွေကိုအတင်းလိုက်တတ်တော်လဲကတိုးမှမူပြောင်းပြန်ဖြစ်ပါတယ်အမကသာအထီးကိုအတင်းမရမကကိုလိုက်တတ်တယ်ကတိုးအထီးရဲ့အမိဖျားသည်နိုဒီကောင်းကဲ့သို့ပဲနူးညံ့၍အပေါက်ကလေးများပါတယ်ထိုအပေါက်မှာတုတ်ရည်ထွက်ပါတယ်ဒါကြောင့်မို့လေမိတ်ရာသီတွင်ကတိုးအမသည်ကတိုးအထီးအမီးကိုအတင်းကိုမှလိုက်ဆုပ်ပြီးတော့မှတတိယူတတ်ပါတယ်လာစန်းနဲ့လာပြည့်ရက်တို့တွင်မိတ်လိုက်တက်ကြတယ်တနေ့လျင်နှစ်ကြိမ်သားပေါက်တယ်တစ်ခါပေါက်ရင်တကောင်သာပေါက်တယ်နို့တိုက်တော်ဟာဖြစ်ပါတယ်ကတိုးမှလိုက်၍အတင်းထွက်ပြေးနေတဲ့ကတိုးထီးနောက်ကိုဘာယူကလည်းအပြင်းကိုလိုက်ပါတယ်မိတ်စိတ်နဲ့ကိုယာကမော်ဝင်နေတဲ့ကတိုးမသည်ကတိုးအထီးကိုမိရန်အတွက်အားသွန်ခွန်ဆိုင်၍ပြေးလိုက်တယ်ကတိုးထီးကိုပြစ်ဖမ်းလို့ကတော့ဘာယူကလည်းကတိုးမနီးတူကတိုးထီးနောက်ကိုပြေးလိုက်တယ်ယာကစိတ်မွန်နေတဲ့တရိษံမသည်လည်းအနောက်ကလူလိုက်လာတိုင်းကိုပင်တတိမထားမိတော့ပါကတိုးမကလည်းကတိုးထီးရဲ့အမိဖျားကိုဖမ်းဆုပ်ပြီးသွားတယ်အချိန်ဟုန်နဲ့ပြေးနေတဲ့အထီးမှနှစ်ကောင်စလုံးရဲ့ခြေအစုံကချက်ချင်းကိုရက်သွားတယ်ဘာယူရင်ထဲမှာတလက်လက်နဲ့ခုန်နေတဲ့သူကလည်းဒီအခွင့်အရေးကိုလက်လွတ်ခံလို့မဖြစ်စက္ကန့်ပိုင်းမြမလုံမချက်ဖဲနဲ့ငြိမ်သက်နေခြင်းသည်ဘာယူအတွက်ကတော့လေမကြုံဘူးတဲ့အခွင့်အရေးအပြင်းဆုံးသောတဆွေကောင်အစိမ့်လူများနဲ့ကတိုးထီရဲ့တေလောက်သောနေရာကိုပြစ်ထက်လိုက်တယ်ကြဲကြဲလောင်လောင်အော်မြည်ပြီးတော့မှကတိုးထီဦးတီယာမဲ့ထွက်ပြေးတယ်ကတိုးမသည်လည်းလန့်ဖြတ်ပြီးတော့မှတူယူတို့ထွက်ပြေးသွားပါတယ်ကတိုးကောင်သည်ရေခဲတောင်နေချောအတိုင်းကိုမှအောက်ဖက်ကိုမှတဟုန်ထိုးဆင်းသွားပါတယ်တခွင်တပြင်းလုံးတွင်ရေခဲဖုံးရေခဲပြင်ဖြစ်နေသဖြင့်ကတိုးကောင်ပြေးနေသည်ကိုမျက်စိတစုံမြင်နေရတယ်ဘာယူကလည်းတင်ပါတွင်တရေပြားနှစ်ချက်ကိုခိုင်ခိုင်ပတ်ခါနဲ့ရေခဲတောင်ဆောင်အတိုင်းကိုမှဖင်ထိုင်ရက်ကိုရှောချလာပါတယ်နားကိုလေကလည်းတဝူဝီတိုက်ခတ်နေတဲ့ရေခဲတောင်ကမှုကဘာများကမူရှောကနေကိုမှရှောဆင်းသွားစီမှာရင်ထဲမှာအေးကနေလှက်ကနေကိုဖြစ်လို့နေရပါတယ်သို့တော်လေရကင်မှုန်တိုင်းကြ၍တရိษံတကောင်ကအမောက်ကြောက်တဲကိုတွန်းချပစ်လိုက်သူတတိတော်လဲလုံးဝမမေ့ပေကိုင်းလေးနဲ့မြားစုကိုပင်အမြဲတမ်းစုပ်ကိုင်းလျက်ကတိုးကောင်နဲ့အင်အားသည်ကြီးမားပါတယ်လျင်မြန်နဲ့နှုံထားသည်ကလည်းလူတို့ရဲ့ပြေးနှုံထက်ကိုသားတယ်တခြားတရိษံများသာဆိုရင်မြည်သည့်နီးလန်းများသာဤသို့သောခီးချေများစွာကိုပြေးနိုင်မည်မဟုတ်ပါတဆွေကုံအစိတ်များနေလေတစ်ချက်သာခုံပေါက်အော်မြည်ပြီးတော့မှတေးသွားနိုင်တယ်အခုတော့ကတိုးကောင်ကမှုအသားနဲ့တရေကြားထဲမှာအစိတ်ကိုထိန်းထားနိုင်တဲ့အစီတွေရှိသဖြင့်သွေးစိတ်မသိမ့်ပဲနဲ့ကြာပြေးသွားနေတယ်ဘာယူကလည်းရေခဲပြင်စုံးသည်နဲ့ဖင်တိုင်ရဲ့ချောချရမှမတ်တက်ထိုင်လိုက်တယ်တစ်တော်အစတွင်ရေခဲတို့ကပျော်စပြူနေပြီတစ်ပင်တချို့ဤပင်ချေရင်းမှာပြင်းဆောင်ကြီးများပင်ရေခဲပျော်၍ငေါထွက်နေကြပြီအစိတ်ပြင်းနဲ့မြားချက်ကြောင့်မလို့ကတိုးကောင်ကတေးရတဆက်ဆက်နဲ့သူတို့တွေပြေးလန်းတစ်ချောက်လုံးတွင်ရှာထားခဲ့တယ်ကတိုးကောင်ရဲ့မှုေးပြန့်သည့်သေးနံကိုခံ၍ဘာယူကဆက်လိုက်လာတယ်တောတဲ့တွင်ခွေးအားတအုပ်ဤတထိတ်တလန့်အော်တန်ကိုကြားလိုက်ရတယ်ခွေးအားများအော်တန်ကြားရကောင်မူဘာယူပြေးလိုက်လာလေတယ်ခွေးအား3-4ကောင်သည်ရေခဲပြင်ပေါ်မှာညီညူနဲ့တုံးလုံးပလက်နဲ့လဲနေကြတယ်တချို့အကောင်များကမူးမေပြီးတော့မှညီညူတန်များပင်မမြင်နိုင်တော့ဘဲနဲ့တတိမေနေကြပါလေဒီခွေးအားအုပ်နားမှာကတိုးကောင်တကောင်ဖြတ်တန်းပြေးသွားသည်မှာတေးကြပြီးကတိုးကောင်ရဲ့မွေးလုံးနဲ့တေးနှံကြောင်မလို့ခွေးအားများသည်အစိတ်တင်ကားနဲ့လဲကြံခဲ့ကြတာကတိုးကောင်ရဲ့အမွေးနှံကိုမခံနိုင်ကြတော့လေသွေးယူသွေးတန်းနဲ့ပြေးလာတဲ့ကတိုးကောင်ကိုရှောင်းတင်းရန်အတွက်အရှိန်မရလိုက်တဲ့ခွေးအားများကလည်းနိုင်အတော်ကြာမှပြန်ကတတိရလာကြလိမ့်မိဘာယူကလည်းခွေးအားများကိုအာယုံမပြုတ်တော့ဘဲနဲ့သေးစက်များကြာရအတိုက်ကိုပြေးလိုက်လာခဲ့တယ်ကတိုးကောင်သည်မောဟိုင်နွမ်းရ၍တစ်ပင်တပင်ကိုမိကာရင်းထိုးနေပါတယ်စိတ်ရမပြေးနိုင်တော့ပါအလွန်ပြင်းတဲ့အစိတ်များသည်သူ့ရဲ့တကိုယ်လုံးကိုပြန့်နှံ့သွားလိမ့်ပြီဘာယူသည်ကလည်းကတိုးကောင်နီးတူမောဟိုက်လို့လာကြပြီလူရိတ်ချင်မြင်ရင်သွေးယူသွေးတန်းနဲ့ကတိုးကောင်ဆက်ပြေးသွားမည်ကိုဆိုလို့ဘာယူကမတ်တက်ရက်ခါကတိုးကောင်ကသာမျက်တောင်မခတ်တန်းစိုက်ကြည့်နေတဲ့သွေးစိတ်ပြန့်၍မောဟိုက်ရင်းထိုးနေတဲ့ကတိုးကောင်သည်ဘာယူရဲ့မျက်စိချစ်မှာပင်ခွေလဲကျသွားပါလေတော့တယ်ဘာယူရဲ့ခြေစုံကကတိုးကောင်ချီရာစီတို့အမြန်ဆုံးပဲလှမ်းသွားခဲ့ပါလေတော့တယ်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းကတော့စာရေးသူဖိုးကျော်ရေးသားထားတဲ့ငွေတောင်ကသားကောင်
စိန်တောင်ကစီးမြင့်ဆိုတဲ့ဇလံပဲဖြစ်ပါတယ်ခင်ဗျာနောက်နေ့မှလည်းကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖွယ်ရာဇလံကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်မှာမို့စောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာနားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ